ရှင်နေစီကိုဂုဏ်ပြုတဲ့ချင်းလေးဖြစ်ပါတယ်အမေယူတီရှင်နေစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘက်ကျွန်တော်တို့မိတဲ့ခင်မှာမင်းသမီးတော်တော်များများကခေတ်သုံးခေတ်ကလေးဘဝခေတ်ကျွန်တော်တို့လူလက်အပြူရွယ်ခေတ်ဖွားကြီးဖြစ်တဲ့ခေတ်အဲ့လိုခေတ်တွေအမျိုးမျိုးကလာဟာကောင်ကကြည့်ပြီးတော့ဂုဏ်ပြုပြီးတော့ရေးသားပြပြီးတင်ဆက်တဲ့ချင်းလေးဖြစ်ပါတယ်ဒီကကျတော့ကျွန်တော်တို့ဒီရောက်တော့မှကျွန်တော်တို့ဟာကောင်ကြီးကိုတွေကျွန်တော်ဒီကြီးရွာကတတမီးပြီးတွေကိုဟာကောင်ကြီးကိုညံစမ်းပေဒီလေးတွေမေးပြီးတော့ကျွန်တော်တို့မုတ်ကျွေးမယ်ဆိုပြီးအစီအစဉ်လေးတစ်ခုအလူတကာအလူမမိသားစုနဲ့တိုင်ပင်ပြီးကျွန်တော်တို့အစီအစဉ်လေးဆွဲပါတယ်အဲ့တော့တတမီးတွေမတတမီးတွေဆိုတော့ပဲလဲတာအေးပါမင်းကဒီမှာရှိနေမင်းဖေနဲ့မင်းအိမ်မှာထမင်းထုံးနေလောက်သွားပြန်ဒီချိန်ပြန်ဂျိုးလေးတော့ပြီအတိုင်းကျချစ်လို့စပါနော်ဟုတ်ပဲချင်းမေစားမလားဟုတ်ပဲချင်းမသားမင်းမေကျပတ်စံတောင်းလိုက်အမတော့ပတ်စံကြီးအဲ့တော့ကျွန်တော်အစီအစဉ်လေးစရတဲ့အတိုင်းတတလေးမိမိလေးများစင်သစ်ဖြစ်စင်မြင့်ပေါ်ကြွပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကလေးတွေကတိုင်းပြည်ရဲ့အနာဂတ်တွေဆိုတော့ဒီကလေးတွေကိုကျွန်တော်တို့ညံရည်မြင့်မအောင်အစီအစဉ်လေးတွေမျိုးဆွဲမယ်ညံစမ်းပေကြီးလေးမေးပြီးအဲ့လိုညံရည်ထက်တဲ့
ခလေးနဲ့မတူစစ်ဘေးရှောင်လာတယ်ဒါလောက်ကင်ရလားလားကောင်းလိုက်တဲ့ခေါင်းစည်းကျူအဲ့ဒါလွယ်အိတ်လားလားလွယ်အိတ်ထိုင်တာတို့ထိုင်ဟိုကောင်ကြောပေးကြည့်ချတာဘေးအိမ်ကြီးပါအိုက်တဲထဲတာဒါဘာရှာလဲအဲ့ဒါဘာရှာခေါင်းကြီးကျူကြံနေရထိုင်တာထိုင်ဘုံလုံးထိုင်ဟာလေထားဟိုလေထိုင်တာနဲ့ပဲဒီကိုဝင်ကကြက်ကြတော့ဒါလေးမုတ်ကျွေးမဲ့စီစဉ်လေးရှိတယ်အိပ်ပြီရဒီမှာရောက်တော့ဒါလေးတွေ့တယ်မလားဒါဘိုလ်ချုပ်ရာပြည့်ပွဲတော့ကပုံနေဘိုလ်ချုပ်အောင်ဆန်းကိုဂုံပြူထားတဲ့ပုံနေပေါ့ဒီရောက်တော့မှပဲဘိုလ်ချုပ်အောင်ဆန်းကမျက်နှာများတယ်ဆိုတော့တော်တော်တိတော့တယ်ဘာဖြစ်လို့တစ်ပက်လည်းမှာဘိုလ်ချုပ်ပုံနေရွေးတွေ့အများကြီးပဲမျက်နှာအဲ့တော့သားတို့ဘိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ဉာဏ်စမ်းပေတီတွေမေးမယ်ဟုတ်ကဲ့ဟိုပညာရေးအထောက်အကူဖြစ်မဲ့ဉာဏ်စမ်းပေတီတွေမေးမယ်ဟုတ်ကဲ့သားလေးဘယ်မြို့လာလဲပြောဒါချွတ်ချုံကြမြို့ပါချွတ်ချုံကြမြို့ဟုတ်ကဲ့အဖေနာမည်ငတ်တယ်လက်ပြတ်တယ်လက်အမေနာမည်စားမယ်တောင်းမယ်မင်းနာမည်မောင်ပိန်ဒီကိုလုံးကမောင်ပိန်ဖြစ်ဒီကိုလုံးကမောင်ပိန်ဖြစ်မလားလို့လည်းမသားအတန်းပညာဘယ်နဲ့တန်းတော့၄တန်းဒါစာရရတယ်နော်အကုန်ရမှာလားစာရလို့ရှိရင်ဥအင်္ဂလိပ်စာနည်းနည်းဆိုပြDUDY တဲ့တိုင်း BOSS ဝိုင်းဘာမှမဆိုင် BOK ပို့လပြိုအေးချင်းဆိုဟုတ်သားထိုင်ဒါတော့သူပြတော့ဘုကောင်ခေါင်းမှာခြေတုပ်ကုန်တင်လာတဲ့ကောင်ကလာပါပြီဦးမြတ်မေးချင်းဆိုဒါဘယ်မြို့လာလဲပြောဒါဟိုမြို့မှာမနေပါဘူးဒါဆင်းရဲတော့ရွာမှာပဲနေအေးရွာဆိုပဲရွာတော့ကွဲကျွေးရဘာကြီးကွဲကျွေးရွာကွဲကျွေးရအဖေနာမည်ဦးထိတ်ကွဲအမေနာမည်ဟတ်ထက်ကွဲဟာမင်းနာမည်ကန့်လန့်ကွဲညီမလေးတယောက်ရှိသေးတယ်ဘသူတို့တောက်လျှောက်ကွဲတယ်ဒါစာရီလောက်လာပါဘယ်နဲ့တန်းတော့အားနဲ့ကြော်သွားပြီအခုပဲရောက်ငါ6တန်းနဲ့မျက်စိလဲနေတော့ငါ6ချောင်းနေစားနေရတယ်မမှတ်ဘူးဒါစာရီပါရလားရပါတယ်စာရလို့ရှိရင်ဒါမြန်မာရာဇဝင်မြန်မာသမိုင်းကုန်သိတယ်အကုန်သိပါတယ်ဒါဥပကံအကြောင်းနဲ့ရှင်းပြရတယ်ဟေးရတောက်ပကံတော့800ပါဦးဟိုလေတိုင်းပကံကတော့950ခမင်းစားတဲ့တိုက်ပကံ900လောက်တော့ရှိတယ်မင်းတောင်းရမှာအဲ့ပကံနဲ့ပကံအကြောင်းမြန်မာရာဇဝင်မြန်မာပကံဆိုတော့သူရဲကောင်းတွေအများကြီးထွက်တဲ့ပကံအကြောင်းပြောတာဩတည်တယ်ဦးတည်တယ်ဘရင်တောင်တည်တယ်ဘရင်တောင်အပြင်မှာတော့တခါမှမမြင်ဘူးဦးလေးတွေ့ရင်တော့မိတ်ဆက်ပေးဒီကဘလို့ကောင်းလဲဘရင်တောင်အပြင်မှာမှမရှုံဘူးရဟောစူပြားလက်ကြောင်းနဲ့ပြောပြစူပြားလက်ကျွန်တော်မရင်ငယ်မမဟုတ်တော့ကျွန်တော်ဘိုးတူတာဟာမင်းစူပြားလက်တို့တီဘောမင်းတို့ကြောင့်မင်းမသိဘူးလားအဲ့ဒါတော့တည်တယ်လေဟိုစောင်းမဘဲကဟိုတခါတော့ကလည်းကြာသေးတယ်ဟုတ်လားဟုတ်တယ်မင်းကွာဒီရုံငငယ်ရွယ်လေးနဲ့စောင်းမဘဲကြာကျန်မမေးကိုမေးတာမှားသွားလို့ဆရာမမေးပါမေးလို့ဟိုကြိုက်နှစ်တက်ရတပုတ်ကိုဖြေပါတဲ့မေးကိုကြိုက်နှစ်တက်ရသုံးဖို့တည်းတပုတ်ဖြေပါဟုတ်အေးဒါတပုတ်မှမကြိုက်လို့တပုတ်မှဖြေဘူးအဲ့ဒါတော့စောင်းမဘဲကြာတယ်ဆိုချပလိုက်ဟောဟုတ်တယ်လေဟုတ်ဟုတ်ကောဇပင်မီးလောင်လာတဲ့ကောင်မင်းဘယ်ရလားအာကျန်ကုန်ပါဗာအဖေနာမည်ဦးကျော်မိုးမင်းနာမည်ဟာဦးတော့ရမရနေဗျာဘာဖြစ်လို့ပြီးမကပြတ်သွားမှာပြီးမကေတော့ဖြစ်တာဘယ်မြို့လာလဲပြောစမ်းဒါကယောဂမြို့ပါဦးယောဂမြို့ဟုတ်ဖေနာမည်ဤဘိုးလားဟာအမေနာမည်ဒေါကင်းစာဟင်းမင်းနာမည် AID ကငယ်ရွယ်နဲ့အဲ့ယောဂဘယ်ကရတော့ဦးတူမလေးရောက်ကူးတော့ပါငါတူမလေးတော့ပါသွားသေးတယ်တကယ်စာတွေလောက်လာလားဒါဘိုလ်ချုပ်အောင်ဆိုနေပြတ်ပြီးတိုင်ကောင်းမှာကဘိုလ်ချုပ်ကြပြားနဲ့ဒါပြိုင်နေမှာလေဘိုလ်ချုပ်ကြပြားလေးပြောရတယ်ဘိုလ်ချုပ်အောင်ဆန်းစာနီအေးမမင်းနဲ့ရွယ်သူခလေးတွေလည်းတည်သွားအောင်ပြောအောင်ဆန်းစာနီစုပြန်အောင်ဆန်းစာနီဖေဖော်ဝါရီတမျိုးနဲ့လက်မရဲ့73ဖေဖော်ဝါရီ73မှာဘိုလ်ချုပ်မွေးနေ့ပါအဲ့လိုဖြစ်ရဘိုလ်ချုပ်မွေးနေ့ပါ1900နဲ့ဝိုင်းကြီးရေပါ1915ရှင်လေဥပါသာဇာတိနမောသူအိတ်နေတယ်ကွေးနေတာမကွေးကိုပြတာဇာတိနမောမကွေးခရိုင်ပြည်ကြများခုတိုင်ကြံခိုင်ရေးနဲ့ကြံခိုင်ရေးနိမလေးကြံခိုင်ရေးလားကြံခိုင်နဲ့ကြံခိုင်နဲ့ဇာနီကွာမိခင်တော်စုတာဟုတ်တယ်မိခင်တော်စုတာမင်းတို့ကလည်းမျိုးပဲရှောက်လဲနေတယ်ငါစာမရပါဘူးဘိုးကုန်းစဝိုင်းအောက်မှာပါဦးမိုးလို့ကျွေးနေပြီပြည်တော်စုကြီးကိုပြတာပြည်တော်စုရဲ့က
တော်ပြီတော်ပြီ ကျေးဇူးရှင် ဒီတော်သူရဲ့ကျေးဇူးရှင်အယမိတတ်တယ် ဘိုးချုပ်တို့ဖခင်အလေးပြုပြနေတာ တို့ဘိုးချုပ်တို့ပါခင်ဘိုးချုပ်တို့ပါရှင်လက်မထောင်နဲ့ ကြက်ကြက်ခိုင်ရဲ့မင်းရိုက်ရတာကောင်းစေခြင်းမင်းကောင်းစေခြင်းနဲ့မင်းရိုက်ရတာလင်မန်းတော်တနာလာပြီ ကောင်းတနာပါဦးရဲ့ကောင်းစေခြင်းနဲ့အာကြီး မာလက ကောင်းစေခြင်းနဲ့မာစကားရင်ဘတ်သူတို့လူဒီနာရဲ့ ငါတို့မမေ့အား ငါတို့မမေ့တာငါတို့မမေ့တာဒီတော်သူရေကျိုးပန်းအောင်ဘိုးချုပ်တို့ပါ တို့ကောင်းဆောင်ဆိုရှင်လေးပေါင်းလက်စဉ်များဘိုးချုပ်ချမ်းမဲ့သွား ပြီးလိုက်ဘူး မင်းဆိုတာဟုတ်လားဟုတ်တာမသွား ဒီပြက်တယ် ဟုတ်ပါသူကိုသူကခလေးနဲ့ ဘာသာအလေး ဘယ်လောက်သားလေးလဲ အကြက်ခွဲတာအလေး တောင်းစား9ပိတ်တာလောက်ရှိတယ် သူငယ်တန်းမှာ6နှစ်လောက်နေရတဲ့အသက်မျိုး မင်းကခလေးလား ဟုတ်တယ် တေချာကြည့်တော့တေ ကို ချာ ကိုကလေးမန်းတီအောင်လို့ချီရတာရတဲ့ကဖာဝါယူနာ မနောလုံးတက်လိုက်မသေးချင်းဆိုညောင်ကံဘိုးဘိုးကြီးတက်၄နှစ်ကြီးတယ်ခင်ဗျာမသိတာမှန်လို့ဒါဘယ်မျိုးလာလဲပြော တောင်းတာ ဟောတောင်းတာအဖေနာမည် တောင်းကြီး အမေနာမည် တောင်းတွင်းကြီး မင်းနာမည် တောင်းကျုံအာကြည့်လိုက်6လုံးမှာကျမတောင်းရင်ပြုံးတာ စာတွေလောက်လား လောက်လာတယ် ဘယ်နဲ့တန်းတော့ ဟိုတနေ့ကခြာလုံးဖို့ယူပြီးတော့ဟိုဖရားဘောတက်တော့တာဖရားဘောမှာခြာလေးတွေလွတ်တာ900ဘော3000နဲ့အဲ့ဒါလုံးလိုက်ရတာ အေးချင်းဆိုမတော့နဲ့စာတွေဘယ်နဲ့တန်းလဲပြော သူငယ်တန်း၄ကကြ လေသူငယ်တန်းတော့၄တာကြာ အောင်မအောင်တာဗတ်တက်နိုင်မှာဒါတွေကခတ်တဲ့အောင် စာတွေ အလကားကြောရခြေတန်းအောင်ပြီးသွားပြီဒါ ဟာလားဟာမင်းဒီရွယ်လေးနဲ့10တန်းအောင် အောင်ပြီးသွားပြီဒါဦးလေးတဲ့တက်တယ်ရှင်းလား ဘာတက်တယ် ဦးလေးကိုမကြောချင်ဘူးဦးလေးတဲ့တောင်တက်တယ် စာတွေတက်တယ်ပေါ့ ဦးလေးတဲ့တောင်တက်တယ် အဲ့ဒါဆိုလို့ရှိရင်မင်းဒီကောင်တွေမေးတာတရားမှမမှန်ဘူးပေါက်ကြရဖြေတာ အာယူလေအာ မင်းအကုန်တက်လား အတုံတက်တယ်ဦးလေးတဲ့တောင်တက် ငါနဲ့မပြိုင်နဲ့အဲ့လိုကလေးမျိုးတို့ကကြိုးဆိုတာဗာပဲဖြစ်ဖြစ်ဆေးရထက်တစ်ဖက်လက်ဆောင်ထက်ရမယ်ဖအေးထက်သားတော်ရမယ်တော်တဲ့ကလေးကိုလေးစားတယ်မင်းတို့သုံးယောက် တတိရှိအောင်စားစားနေကြပြပြန်ချော်မလား မင်းတို့သုံးယောက်သူနဲ့ပြိုင်ရဲလားထမင်းတယောက်တည်း အာဦးကြရမေးရတာမေးရတာမရှိကြ အင်္ဂလိပ်စာတွေပါရ ယိုလို့ အင်္ဂလိပ်စာနည်းနည်းပြောပြရင် ယိုလို့ဘယ်ဒီကို အေး ဘယ်မှာတော့ဒီဘယ်တလေးအုပ်ချောင်းနဲ့အုပ်တာ ဒီညမှာကြက်မလေးရ အနေကပို့မယ်လေ ရတယ်နော် အင်္ဂလိပ်စာတွေမို့ချီးပွားရေးမှာတွဲလို့တာဟာ မင်းတို့ပြိုင်ရဲလား ကြရဲ အဲ့ဆိုမေးပြီ စိတ်တိုက်ရမေး ဒါပြောစမ်းပန်းသီးကို အပဲ လိမ္မော်သီးကို ဟောတယ် ငါပြောသီးကို ဗရဏ တောင်းမေး ဗတိုင်းသီးကို မင်းကတိုင်းကြီးအေးလို့ချီဦးဦးကြီးကတိုင်းကြီးအေးလို့ချီ ခလေးပြေမြားကို အဲ့တော့တောင်းမေး တလက်မစိတ်ပြောင်းကို မင်းညာအောင်မေးငါတဲမှာချိန်ကြောင်းမေးရ ဒါလေးယောက်ျားလေးကို ဒါကြတော့ဘွိုင်း မိန်းကလေးကို အဲ အပြိုကို လေးဒီ ဂန်တူးကို မေးမရှာမနောက်ရဦးရမင်းတို့ချချီဦး ဒါလေးမန္တလေးမဟာမြတ်မုဒိဘုရားမှာချင်းသေးကြီးဘယ်နှကောင်ရှိ နှစ်ကောင်ပါ နှစ်ကောင် တောင်းမေး ရွှေတုံဘုရားမှာလေကားဘယ်နှတိတ်ရှိတယ် စနေရုံမေးး ဒါလေးရေကိုဘယ်လိုခေါ်တော့ ဝါတာ ရေကို ဝါတာတောင်းမေး ရေငံပိုင်ဥရှိကို ဦးရဦးကြီးရဘလို့အင်းလေးကိုထော်မာရဲ့ဦး မင်းတကယ်မတက်ပါဘူး အတူ ဒါလေး ရ ပြောလိုက်စမ်းအပြိုကို အပြိုလေးဒီ အပြိုကို လေးဒီ တစ်ခုလက်နှစ်လင်กว่าကို နေဒီတယ်လို့ ပါတေးချင်းစိုးတွေတကယ်မရပဲနဲ့ဒါအဲ့တော့မင်းတို့၄ယောက်လုံးကိုပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ် ဟုတ် ပြိုင်ပွဲလေးပြိုင်လို့သားတို့၄ယောက်တည်းကနိုင်တဲ့လူကိုမုတ်ကျွေးမှာစုငွေလဲချမယ်သားတို့စာအုပ်တို့ဘောပင်တို့ခဲတံတို့လိုတာဝယ်လို့ရအောင်သားတို့စုတော်ငွေ3သိန်းချီးမြင့် သူတော်ကတတိချင်းမြင်ဒါစာအုပ်လဲပေါ်ဘောပဲလဲဝဲဘူး ဒါဘာလို့ ဒါမိမတော့တောင်းပါ မင်းအရွယ်နဲ့မိမတောင်းအောင်မလားတေး ဒါ ချင်း တော့အကျိုးရှိရှိလုံးမှာ ဘာလို့ မိဘမဲ့ခရီးတွေကိုဒါအဲ့ပတ်စံတွေဝင်ခမယ် ဟဲသားတို့ဗျာသားတို့ မိဘမဲ့ခရီးတိရ ဘယ်သူတော့ KTV မှာဆက်ကကောင်မကြီးအနေတကြီးကနေတက်လာတနာပါတယ်ဦးရဲ့ မပတ်စံ3သိန်းရရင်ဘာလုပ်မလဲ ဒါသူနဲ့ဖော်လိုက်ပါ တေးချင်းစိုးမင်းပြောစမ်းပတ်စံ3သိန်းရရင်သားဘာလုပ်မလဲ အတာကျူရဲ့တကူကကြရင်80မှာသားတွေကိုအရောက်ဝယ်တိုင်းတယ် တေးချင်းစိုးတွေတယောက်မှမဟုတ်ကဲအဲ့တော့သားတို့ဘုံစားပြိုင်ပွဲလေးကျင်းပါပြီမယ်အဲ့တော့အသင်းနဲ့သားတို့ကျောင်းမှာဆိုလို့ရှိရင်အသင်းတွေရှိတယ်နော်ဘရင်တော်အသင်းဗန္ဓုလအသင်းအဲ့လိုအသင်းတွေမရှိဘူးလားနော်အနော်ရထာအသင်းအလောင်းဖေးအသင်းနော်ဒါအလောင်း
မင်းဖះ ဒီစပါးရလည်းမြေမြုံမယ်အဲ့တော့အသေးလေးတွေဖွဲ့ပြီးမယ် အတင်း တားက တားပဲတားပဲចောင်းစရာလေးចောင်းစရာဆိုတော့ចောင်းသားတွေကိုတားပြီး တားလည်းခုចောင်းသား တားចောင်းသား အဲ့တော့တားဘာတင်းတော့ တားចောင်းသားအတင်း တား ចောင်းသားအတင်း ဟုတ်ပြီចောင်းသားတင်းတားလေးက ရဲကိုကိုရဲရမင်းကိုကိုရဲတားဖေရဲ တားဖေရရဲအဲ့တော့တားဘာတင်းတော့ ရဲတင်ပေါ့ ចောင်းသားတင်းရဲတင်း တားလည်းတားပဲအတင်းလုပ်ပြီ တားဖေရဘာလုပ် တရားသူကြီးလုပ်တယ် အဲ့တော့တားဘာတင်းတော့ တရားသူကြီးအတင်း ကို့အဖေရဲ့အလုပ်တွေကိုကိုကဂုံဖော်ပေးတာလူတွေစုံတဲ့အချိန်မှာဟုတ်ပြီចောင်းသားတင်းရဲတင်းတရားလူကြီးတင်းဒီဘက်50သားလေး နဲ့ကြခွဲထားပါဦးမင်းကနဲ့ကြခွဲထားပါဆို တား မယုံချင်းကြီးနဲ့ကြ ဘာလို့ချိန်ကြီးရမလားရှင်စရာကြီးတားလေးက ဒါဘောလီအတင်း ပြမော်တော်ဘီကယ်လောက်ပါ အတူတူပါပဲဦးရ ဘာဆိုင်လို့ ဘောတော်ပီကပါထိုင်တယ် ရင်ထိန်းတယ်လေ ဘောလီကပါထိုင်တယ် လို့ထိန်းတယ် ဒီထိန်းတာအတူတူပဲထိန်းတာဦးတယ် အဲ့တော့ဒါကမော်တော်ဘီကယ်အတင်းဟုတ်ပြီမော်တော်ဘီကယ်အတင်းတရားလူကြီးအတင်း ရဲကိုကို ရဲအတင်း ဒီဒီ ចောင်းသားအတင်းဟုတ်ပြီဒါတို့မုတ်ကျွေးမယ်မုတ်စားပြန်ရမယ်ဒီမှာမုတ်လေးတွေဦးတို့ကကျိုးနဲ့တန်းပေးမယ်အဲ့ဒီကျိုးနဲ့တန်းထားတဲ့မုတ်ကိုလက်နဲ့ကင်ပြီးမစားအောင်ဗစက်နဲ့ လက်တိုင် ဒါတော့ဗစက်နဲ့ခုံပြီးစားအများဆုံးစားနိုင်တဲ့လူကိုဦးတို့ကစွန့်ငွေတသိန်းရှိနေဟုတ်ပြီလား လုံးနဲ့ဒိုးချလို့ပြုတ်ကြရင်ကောက်စားလို့ရတယ် မရဘူးမင်းတို့အဲ့လိုကလေးကချင်းညာတယ်မင်းတို့ ငါချုပ် ကဲတော့ ပေါ့ပေါ့ 哎呀！အားလို့တာ မပြအောင်ဖတ်ထားအောင် ဦးရေဦးရေ အားလို့ ဦးရေပတ်မွေးကြွက်ကြိုက်ခိုင်း ချက်ခိုက်တာမဟုတ်အဲ့ဒါမနေ့ကပွဲတွေကဟာတယ် သူတို့နှစ်ယောက်နေရာမှာကောင်မလေးတာဆိုငါမူသားမပြန်ဖုန်းကြောင်းတယ် နောက်တာဟုတ်ကော ။ဒါမင်းဟိုဘက်လုံးလေးဟာ ဒါလို့ခဏနေယာတို့ထွက်လိုက်မယ် မော်တော်ပီကဒီကိုပဲခတ်တော့တက်ပဲထား အဲ့တော့ဒါတို့၄ယောက်ဦးကတည်းကတင်းမဲဟိုနေဟိုဘဝင်နေတယ်ဟိုလူမြင့်နေလေ ဦးရေဂျပူရဲ ။ဦးရေဒါတော့မုံသားပြန်နေမတူတော့ဘူး ဘာနဲ့တူလို့ ။မတိအမဲသားတော့ခွဲလေးကောင်ဟန့်နေတယ် ကိုဘွားကိုနားလည်ပြီးတော့ဒီကနေ1နဲ့3អော်မယ်ဟုတ်3ဆိုတာနဲ့ဒါ1နဲ့3ကျိုးတယ်ကွာ1 2 3 4ဟုတ်1 2 3អော်ပေးမယ်3ဆိုတာနဲ့စားမယ် 1 2 3 ဟေးစားဟာညကိုဘာလို့អော်ပြီးကိုဘာလို့စားလို့မရဘူးអော်ပေးမယ်နော်3ဆိုရင်စားမယ်1 ကြောက်နေခဏနေဦးလို့1 ဦးရေဝမ်းမတွားတော့ဘူးလားဝမ်းကနေဆက်တွားတော့လေဝမ်းတွားတော့ 1 2 3ဝေကလေးတွေပြောပြောပါပါနဲ့လှုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျအဲ့လိုပြောပြောပါနဲ့လှုပ်ပေးတယ်လို့ကျွန်တော်အသေးနာမည်လေးတွေပေးထားတယ်ခင်ဗျတယောက်ကရဲအတင်းတယောက်ကចောင်းသားတယောက်ကမော်တော်ဘီကယ်တယောက်ကတရားလူကြီးအဲစားတယ်ခင်ဗျမော်တော်ဘီကယ်စားပြီခင်ဗျမော်တော်ဘီကယ်စားပြီမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျအဲចောင်းသားဝင်စားတယ်ចောင်းသားစားတယ်မော်တော်ဘီကယ်နဲ့ចောင်းသားကိုရဲရိုက်တယ်ခင်ဗျចောင်းသားကိုရဲရိုက်ပါတယ်ခင်ဗျចောင်းသားကိုရဲရိုက်တယ်ခင်ဗျရိုက်တယ်ခင်ဗျရဲအမလေးရဲကចောင်းသားကိုရိုက်တယ်ရဲကចောင်းသားကိုကန်တယ်ခင်ဗျရဲကအမေသူကန်ပေါက်တယ်ခင်ဗျမော်တော်ဘီကယ်တော့တယောက်တည်းစားတယ်ခင်ဗျမော်တော်ဘီကယ်တော့အမေတတိစာတွေကပုံတွေပါလာပြီခင်ဗျာဖေးပုံတွေကပုံတွေပါလာပြီခင်ဗျစားတယ်ခင်ဗျအမေចောင်းသားစားတယ်ရဲနဲ့မော်တော်ဘီကယ်နဲ့နှာခေါင်းမှာတော့ပေးတယ်ခင်ဗျဟဲ့လက်နဲ့မခိုင်းနဲ့လို့အဲ့လိုမရဘူးအမေရဲနဲ့အမေចောင်းသားရဲကိုပြဿနာရှာចောင်းသားအမေចောင်းသားရဲကမခံဘူးခင်ဗျာရဲကအမလေးရဲကချပြီခင်ဗျចောင်းသားကိုရဲကချပြီခင်ဗျချက်ကင်ပေါက်တယ်ခင်ဗျာចောင်းသားရဲချတယ်ခင်ဗျအမေဘသူတွေဘာလုပ်တရားလူကြီးကတော့ဘလောက်ပြဿနာတက်တဲ့လက်ပိုက်ပြီးတော့သူ့ခွေချောင်းနေတယ်ခင်ဗျတရားလူကြီးကခွေထဲဝင်မှစားမယ်ဆိုတဲ့သဘောပါခင်ဗျတရားလူကြီးကလက်ပိုက်နေတယ်ခင်ဗျရဲကတွေ့ခင်ဗျရဲနဲ့ရဲကចောင်းသားရဲအမေတရားလူကြီးဝင်လာပြီတရားလူကြီးရဲဝင်ထိတ်တယ်ခင်ဗျចောင်းသားကိုတရားလူအမေရဲကရိုက်တာကိုចောင်းသားကိုတရားလူကြီးကဖမ်းတယ်ခင်ဗျရဲကရိုက်တာကိုတရားလူကြီးကအမေရဲနဲ့တရားလူကြီးနဲ့အမေတဲနဲ့တရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့အမေလက်ဆက်အမေမော်တော်ဘီကယ်နဲ့တရားလူကြီးအထက်အောက်ညှိစားနေတာခင်ဗျ
မဲမော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့ထပ်အောင်ကြီးစားနေတာခင်ဗျစားတယ်ခင်ဗျာစားတယ်ခင်ဗျအမေကျဲမဲတရားလူကြီးနဲ့ရဲနဲ့မော်တော်ဘီကယ်နဲ့အမေ3ယောက်ပေါင်းတယ်ခင်ဗျာ3ယောက်ပေါင်းပြီးကြီးစားတယ်ခင်ဗျမဲတခုတည်း3ယောက်အစမန်ခုတ်တယ်ခင်ဗျစမန်ခုတ်တယ်3ယောက်အမေပြတ်တယ်ကျောင်းသားအမေကျောင်းသားလုံးပြန်ပြီးသူမုံမစားလို့ကျောင်းသားဆန္ဒပြတယ်ခင်ဗျကျောင်းသားမရဲရိုက်ပြန်ပြီခင်ဗျာအမေရဲနဲ့မော်တော်ဘီကယ်နဲ့အမေရဲနဲ့မော်တော်ဘီကယ်နဲ့တယောက်နဲ့တယောက်အမေတယောက်နဲ့တယောက်ဟမ်အမေကျောင်းသားကိုဖမ်းကျောင်းသားကိုမုတ်ကိုမညာမတာစားမလားသူဖမ်းကျောင်းသားကိုဖမ်းတယ်ခင်ဗျကျောင်းသားမော်တော်ဘီကယ်ကတော့ဘသူတွေပါလို့မော်တော်ဘီကယ်တော့သူတယောက်တည်းစားမယ်ဆိုတဲ့သဘောရှိတယ်ခင်ဗျမော်တော်ဘီကယ်သူနဲ့မဆိုင်တယ်လို့ပဲခင်ဗျအမေရဲနဲ့ကျောင်းသားနဲ့ရဲနဲ့ကျောင်းတရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့စားနေတယ်ခင်ဗျရဲကတော့ကျောင်းသားကိုနိုင်ချစ်ကျောင်းသားအပေါ်ကတက်စားတယ်ခင်ဗျကျောင်းသားပေါ်တက်စားတယ်ခင်ဗျာဗျကျောင်းသားဆန္ဒပြတယ်ကျောင်းသားသူကစားလို့ဆန္ဒပြတယ်ပြဿနာလေးရှုပ်ထွေးနေပြီမရဲအမလေးကျောင်းသားကိုထိလို့မရတာခင်ဗျထိတာနဲ့ရဲကရိုက်မယ်ဆိုတာမဲတင်လားမဲသူတို့တယောက်အမကြရင်မော်တော်ဘီကယ်နဲ့တရားလူကြီးညားဖို့ရှိတယ်ခင်ဗျတရားညားဖို့ရှိတယ်စားကြပြီခင်ဗျအကုန်လုံးစားပြီခင်ဗျစားလဲမော်တော်ဘီစိတ်မကျလူသားဘသူတွေဘလောက်စားနောက်ဆုံးတော့ចောင်းသားတွေပဲနိုင်သွားပါတယ်ခင်ဗျာကဲကျွန်တော်တို့အားကားကောင်ကြီးကိုရေးပြိတ္တကိုကြိုးစားပန်းစားနဲ့တက်နိုင်တယ်လို့ပြပြတင်ဆက်ပါတယ်ဒီကကြတော့မေးတဲထိုက်လေးဒီမလေးလားတရားလူဟာကားကောင်ကိုအခုလိုပဲဘယ်တော့မှမပြတ်ပြေတဲ့မေတ္တာနဲ့အားပေးနိုင်ကြပါစေလို့ဟာကားကောင်ကြီးကိုရေးစုမကောင်းတောင်းရင်းနဲ့ဒီခါကျတော့ဒီမလေးတောင်းဆိုရတဲ့ချင်းလေးနော်ကျွန်တော်အမေစုနဲ့ပတ်သက်တဲ့ချင်းလေးတပုတ်ဆိုပေးပါဆိုတော့ကျွန်တော်တို့ရှေ့ရကြီးညာတယ်လို့ကျွန်တော်တို့ 5 star မင်းသမီးလေးဖြစ်တဲ့အတွက်ကျွန်တော်တချင်းလေးတပုတ်ဆိုပေးရင်းနဲ့ကျွန်တော်တို့နိုင်ငံသားကចောင်းသားများကအဲ့လိုပြောနေဖြေမပေးရနေဘူးနိုင်ငံသားအចောင်းသားများကအမေစုကိုဂုံပြုတဲ့ဒီတချင်းလေးပြန်มาခွတ်တောင်းပြီလို့မြည်ရပါတယ်ခင်ဗျာနားဆင်ပြီးတော့ဟေးပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့ခင်ပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့စနစ်တိဆောက်ဒုက္ခရောက်ပြီတော်လည်းပဲတဲ့ချီအနန္တဆန်းဤသိတောင်းတော်စီသင်္ခေါ်အားကိုတော်ရယုံကြည်အနန္တဆန်းဤသိတောင်းတော်စီသင်္ခေါ်အားကိုတော်ရယုံကြည်အတိုင်းတကယ်အာယုံဤကံကံလို့ရှိတော့ခမချီဟလာဟေးပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့စီပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့စီစနစ်တိဆောက်ဒုက္ခရောက်ပြီတော်လည်းပဲဒီအသိသိချီအနန္တဆန်းဤသိတောင်းပဲစီသိခေါ်အားကိုတော်ရယုံကြည်အနန္တဆန်းဤသိတောင်းပဲစီသိခေါ်အားကိုတော်ရယုံကြည်သမိုင်းတကိအာယုံဤလမ်းချက်ဖို့ရှိဖို့မှန်မှန်ကြီးဟုတ်ပဲရှေ့လက်ခောက်တလေးကြားပြစေမိသားစုလေးတွေဒီမှာလေးဒါပြန်ငါလွတ်လိုက်ဒါညီမလားကျေးဇူးတင်တယ်ဒါအလူတကအလူမအောင်ကျွန်တော်တို့တညလုံးကျေးဇူးတင်တယ်ဘာကြောင့်ပြောရလဲ
ကျွန်တော်တို့ရောက်တဲ့ကကျွန်တော်တို့လိုအပ်တာလုံးဝမရှိ တကယ်တကယ် ဟုတ်ကဲ့ကျေးဇူးပါပဲနော် တို့နှစ်ယောက်ကကြိုက်နေကြ အေးအဲ့ဒါ ညာတော့ လာလာလေးကိုနော်အစတောင်းဝင်ကြည့်ပြုံးနေအဲ့ဒီပြင်ကျွန်တော်တို့ညီကိုတွေအညိတ်တော့မကသေးဘူးဒီလာဖို့ညနေဆောင်ပဲရှိသေးတယ်ကျွန်တော်တို့ဟိုစီရန်ပေးထားတဲ့ပတ်စံအပြင်ကျန်တဲ့ပတ်စံအကုန်ပေးတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတောင်းဝင်ကြည့်တဲ့မိသားစုကိုဟာကောင်ကျေးဇူးတင်ရတယ်အဲ့တော့အလုပ်ကိုစူးစမ်းပန်းစားဖြတ်ပြီးတင်ဆက်တယ်ဒါကျေးဇူးရှင်ပြည်သက်များကိုဖြတ်ပြီးတင်ဆက်တယ်လို့လူရှင်လူမတွေရဲ့မြတ်တာကိုကျေးဇူးဆက်ခဏထိုင်ကြပါလေဘာလို့တညလုံးလူရှင်တော့ကျွန်တော်တို့ကလူငယ်တွေကြီးပဲကျွန်တော်တို့ဖွဲ့မှာအသက်30ပြည့်တယ်တယောက်မှမပါဘူးတိုးကျော်အသက်ကြီးဆုံး29နှစ်ပဲရှိအဲ့တော့လူငယ်တွေဖြစ်တဲ့အတွက်ပြက်လုံးပြက်တဲ့အခါမှာစေတနာပါပြီးတော့အင်တိုင်အားတိုင်းပြက်တဲ့အခါမှာဖရုဒ္ဓဝါစာရိုင်းဆိုင်တဲ့စကားပိုင်အမားပါဝိုင်းတောင်းပန်အောင်နော်လူဆိုတာကိုမားရင်မာမန်တီးရထိုက်ကြော့ပြီးတောင်းပန်နော် အဲ့တော့မင်းမားတာလည်းရှိမှာပေါ့ကွာမင်းတညတစ်ခါမှမမားရင်ကလေးတွေပဲလူဖြစ်လာမှာ လာဘောထိုက်ထိုက် ချော်လေးနားမှာကိုထိုင်မယ် ကိုရီးယားလူငယ်တွေအဖွဲထဲမှာငါဆိုအခုမှ16နှစ်ပဲရှိသေးတယ် အိမ်အောင်တက်လာ ဟောငါ16နှစ်တည်းရက် ဒါ16နှစ်ပြင်မဲ့သားလေးလေးလေးမမနေရှော့ရရ ဟုတ် ရောက် ငါကြီးတေချင်းစိုးဝါဟုတ်ပါနောက်မှလည်းလာသေးတယ်မဲဖြာလာဦးမြင်တာပါသေးတယ် ဒီကောင် နောက်ဆုံးရောက်တော့ ဒီနောက်ကိုမနေရ ကိုမင်းနဲ့ခေါင်းနဲ့ထားပြလိုက် တော်လောက်ကြီးအကုန်လုံး ဦးလာတဲ့ဟော အာယုံပြု ဘယ်ဝါရရမလဲ ရက်ဆိုင် ဟိုနားလေးမှာရှိတယ်ဟိုနားလေးမှာ အိမ်နားလေး ခ မှာ ရားကိုအာယုံပြုလောက်ကြီးတာငါပြောတယ်လို့ပြော ငါပြောတယ်လို့ပြော မဟုတ်မဟုတ် မဟုတ်မဟုတ် အဲ့ဒါမပြောရသေးဘူး အဲ့ဒါမပြောရသေးဘူး ဟာဒီကောင်တွေရောဟာစိတ်တူလာပဲ စိတ်တူလား ဆဲပြီးတော့မယ် တေချင်းစိုးကလာတာပူပဲက ဖလောမတာဖလောမတာ မညစ်ပဲနဲ့ကျေးဇူးရှင်ပြည့်တဲ့တောင်းပန်ရမယ် အမဘာနေပါဗျာ ပြောကျွန်တော်ကျမတို့ဒီ ဘယ်အားကျွန်တော်ဘယ်အားကျက်မှာလဲ မင်းတို့ကကျွန်တော်ကမင်းတို့ကျွန်တော်ကျမသူကျမဟုတ်ညီမလေးကကျမနော်ကျမကျွန်တော်ကျမတို့ဒီ တော့ကျွန်တော်တို့ဒီ ကျေးဇူးရှင်ပြည့်တဲ့များ ကျစံပရယ် တကြတာဖြစ်ပြီးတင်ဆက်မှုမှာ ကျွန်တော်ဖြိုးကျစုံမ စေတနာပါပါ ပါ လေးလေးစားစား စာချီလို့ ကြိုးစားဖြစ်ပြီးတင်ဆက်ခဲ့ပါလေ ကဲ ပြက်လုံးများပြက်တာ တာ အမားပါရင် ရင် ခွင့်လို့ပါလို့ လို့ အလူတကအလူမနဲ့ နဲ့ ကျေးဇူးရှင်ပြည့်တဲ့များကို ဟို ကြော့ပြီးတောင်းပန်ပါလေ အဲ ကြောတောင်းကျေးဇူးရှင်ပြည့်တဲ့ဒီမှာကလေးငါဘာလို့ရှင်ခွင့်လို့ပါလို့တောင်းပန်ပါကျွန်တော်တို့ပြည့်တဲ့ဆက်တယ်ကောင်းတယ်ကျွန်တော်တို့အာယုံပြက်လိုက်တာဟဲ့ဘာဖြစ်တယ် ဖေယိုလေးသူဒီလိုလာတို့တယ် ဘသူကတို့တာ သူ ဘသူက ပြေးကြ အာရောက်မင်းငန်းကြီးမဟုတ်လားဖွဲ့တယ် အေးလေ ဟာမင်းငန်းကြီးပြီပြီးတော့မင်းကိုမင်းဧည့်သည်လာကြတယ်မင်းတို့ဘာလို့ဖိနိုင် မနိုင်ရပါဘူးကွယ်မင်းကလေ မနိုင်ရင်ကောင်မလေးကပြောမလား နေပါလို့နေပင်နေပူတော့နိုင်တာတင်မှာပေါ့ ဒီလိုကတော့လာအဲ့ဒါဖေယိုဒီလိုလာကုတ်သွားတာ ဟာပူဆိုကောဆိုလည်းမစားဖေဆိုကောဆိုလည်းမစားပါဘူးကွာ ဟာမင်းတော်တော်မရိုင်းတာပဲ အမနိုင်ဘူး မင်းကညီကိုရင်မင်းကဒီအကျင့်နေရှိတာငါမသိဘူးချမ်းမင်းဘာလို့လုပ်တာလဲ ပင်မဲယူငါနိုင်เสียလားကွာ မင်းမနိုင်ဘဲနဲ့ကောင်မလေးကနိုင်တယ်လို့ နန်းကြီးအမအီးဆိုနေလား မင်းမနိုင်ဘဲနဲ့ကောင်မလေးကမင်းကလေးကမင်းပြောမလား ငါနိုင်တာမဟုတ်လေငါ သူနိုင်တာလား ဟာသူနိုင်တာသူနိုင်လို့ တော် နိုင် တော် တာ တော်ရောက်မင်းနဲ့ပြိတ္တစေတနာမတန်ဘူးသွားရသွားမင်းဒီလောက်လေးစားပုတ်ကောင်းတဲ့ပြိတ္တနဲ့ ပင်မဲယူမြန်အားရ ဆိုးနေတော့ နိုင်ဘူးတဲ့ကိုနိုင်တဲ့ကောင်ငါသိတယ် ကိုစီကိုဝင်းနဲ့ထားကွာအဖွဲ့စိတ်ဝမ်းပွဲလေး ဒီလိုစောက်ကျင်မျိုးကငါမဟုတ်ရင်တင်းမဲ မင်းဘာလို့ပြော ငါနဲ့တဖင်နဲ့ထွက်တဲ့ကောင်ပြောလား ငါပြည့်နေတယ်လေမင်းအဲ့လိုပြော မင်းပြောတာမဟုတ်မင်းနိုင်လား မနိုင်ဘူး မနိုင်မနာနဲ့နေလဲနောက်နစ်ဖေကိုနေချန်စီကိုခတ်တာ ဟုတ်ကဲ့ နိုင်လို့နိုင်တယ်ပြောတဲ့ဟာကို အေးလေ တောင်းစား ဟာ ပင်နိုင်တဲ့ကောင်ပြောတာဘာလို့နာမူပိတ်ပါ မချိန်ကောင်းဘူးလို့ပြော မင်းနိုင်လား ငါမနိုင်ပါ မ ဘူး နိုင်မနာနဲ့ ဟုတ်ဘူးလေကွာမင်းကအများနဲ့ခရီးသွားနေရတာမင်းတို့က ငါမနိုင်ပဲနိုင်တယ်လို့ပြောရင်ဝစင်းရိုးခလုတ်တိုက်ဖာကျိုးသေးပါသေး ဟာမချိန်ကောင်းဘူး ဒီဖေကြက်ကြက်တတိထားနောက်တကယ်နိုင်မှထွက်မပြေးနဲ့ ရှိကြမရှိဘယ်လာလဲလို့ဘယ်လာလဲမင်း ဒီညာငါနေရမဟုတ်လား လိုချင်လို့အားချင်လို့မနေ့ရတယ်လာဦးလာတာမကြော်နဲ့ကိုညာကိုနေဘောင်းမင်းမိတ်ဘူးတော့အစ်လူလာ လောက်အကုန်လောက်ကြည့်ကွာဒီလိုကောင်းနေရှိတာအဖွဲ့တိတ်ခါကြကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ
ကျေးဇူးရှင်ပြိတ္တများ ကျေးဇူးရှင်မေတ္တာမြတ်ဗမာ ဖြောပြီးတင်ဆက်တာ ပြုံးပြတင်စတာ အမပါရင်ခွေလို့ပါလို့တောင်းမှန်ပါတယ်ဖေ အာမဘာနေပါရှင်ဗျာ အတန်ကတော့ဘုန်းကြီးတန်နေပဲရုပ်ကတာဓမြယုတ် ဒီချင်းဆိုမိတုမလေးကိုတိုက်အမပါရင်ခွေလို့ပါလို့ အမားပိုင်းကောင်းပါ တောင်းမှန်ပါတယ် တောင်းမှန်ပါတယ် ကတော့ဒီမှာကျေးဇူးတင်တယ်မမကရှင်ကျွန်တော်အပြလာတယ်အမပါလို့ရှင်ခွေလို့ပါလို့တောင်းမှန်ပါတယ်ခင်ဗျာကျွန်တော် ကြောက် အာယုံပြက်လိုက်တာဟာ ဒီမှာဖိနိုင်ပြန်ပြီ ဘသူကနိုင်ပြန်ပြီလဲ သူ့ပေါ့ အမိုးကြီးဒါဆိုလို့ဒါ ဟုတ်တယ်ဟုတ်တယ်ဝိုင်းကြော်လေဒီမှာဒီလိုကတော့တဲ့ဟာကိုဖိအောင်လို့ မင်းမလို့နိုင်တယ်လေကောင်မလေး အနေမင်းနိုင်ကိုနေတာငါဖိငါတော့လက်မှတ်ပြီးလို့ချီးမကုန်တာ၄၅လားရှိနေပြီ သူနိုင်မှာလည်းသူနိုင်တာ မင်းနိုင်လို့ကောင်မလေးပြောတယ်မ ဘာမှမမြင်ဘူးဒီမှာချိန်လို့လက်လို့လည်းဘယ်ကနိုင်လို့ တေကျေးဇူးကနိုင်တာမဟုတ်မေးကွာအဲ့ဒါမင်းသမီးကိုကွာမင်းလက်တစ်ခုကငါတေချာကြည့်တော့မဟုတ်လေကွင်းနေရလေကသေးရိုးလောက်ရှိတယ်လက်ချောင်းနေနေ ကြိုက်အဲ့တော့ကြိုက်တော့မင်းတည်းကြိုက် တော့လာမကတော့အဲ့လိုမျိုးဖိနိုင်နေရပဲ ကိုတောင်းမယ်ကိုတောင်းမယ် ဒီတော့ဟိုကောင်ဖြစ်ကြရမှာဒီယူဆိုင်တဲ့ဒီဘယ်နဲ့မှတနာယူဆိုလို့ဒင်းမဲ့ထူးထူးခြားခြား ဘသူပြောရလဲ ဖိလိုက်တဲ့ကောင်ကိုပြောနေတာမင်းနိုင်လို့လား မနိုင်ပါဘူး မနိုင်မနာနဲ့ မကောင်းဘူးလေကွာဘယ်လိုအဲ့လိုပြော ငါမနိုင်ပဲနိုင်တယ်လို့ပြောတဲ့ကောင်သစင်းယူခလုတ်တိုက်ဖာကျိုးတဲ့ဟာကြီးပြက်ကြ အဲ့တော့မချိန်နဲ့လေ ကျိန်နေဟဲ့အောင်နိုင်တဲ့ကောင်ကိုပြောနေတာမင်းနိုင်လား မနိုင်ပါဘူး ဒီဟာကွာဒီဖိမျက်နှာမိုးနိုင်ရမှာလားငါ တော့မင်းတို့ကတော့ရှောက် တတိထားနော်ဟဲ့ဒီ အလုံးငါမှအဲ့ကျင့်မရှိ လောက်ကြည့်ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ ကျေးဇူးရှင်ပြိတ္တများ ကျေလို့ရှင်မရိုက်တော်မြောင်တော်မြောင် ကဲလူငယ်တွေလူစုတာဟဲ့ဘုရားရှိခိုးတက်နေပြီ ဖြတ်ပြီးတင်ဆက်တဲ့ခါမှာ ပြောပြတင်ဆက်တဲ့ခါမှာ အလာတော့မိထီလာကိုလာ မိဒီလာနဲ့ပြည့် အမားပါ အမားပိုင် ခွင့်လို့ပါလို့ ခွင့်လို့ပါလို့ တောင်းပါပါလေ တောင်းပါပါလေ ကတော့ရရရရရ တိုင်းရောနိုင်ပြန်ပြီ အာယုံပြက်လိုက်တာနော် ငါပြောရမှာလေဒါဖြစ်တော့ဖိနိုင်ခံတာ ဖိနိုင်ခံရပြန်ပြီ မင်းတို့ကွာ ကိုပေါ်လေးနိုင်တာလေ ဒုက္ခပါကိုစက်စက်ငါလည်းမနိုင်ငါလည်းဝိုင်းကြော်ပြောစကားနားမထောင်ဘူးဒီပြင်းနဲ့လာထိုင်ဘူးငါမနိုင်ပဲနိုင်တယ်လို့ပြောတဲ့ကောင်ကစင်းရုပ်ခလုတ်တက်ဖာကျိုးအဲ့ကျိုးတာကြီးပြက်ကြအဲ့ပြက်ကြတာယူကားတက်ကျိတ်အဲ့ကျိတ်သွားလို့အမောမအစိတ်စိတ်မွာဖြစ်သွားရင်ချက်ကလာစိတ်ပြပါသေးဗျာ ဒီကောင်မချိန်ကောင်းတာလေချိန် မင်းနိုင်လား မနိုင်ပါဘူး မင်းမနိုင်မင်းပုံပြောနေအေးဟုတ်တယ်ပြောရမှန်းနေ တို့ကြော ဘာကြီး လာလေ လာတော့ဝါဒီရပဲတော့ ပြောင်းလာဟာ ဒီရပဲတော့မင်းရ မင်းရဲ့ငါရဲ့မင်းသမီးရဲ့၃ယောက်တည်းရှိတာမင်းအဲ့လိုကြီးမင်းတခြားနေရာသွားနေတော့မင်းမစည်းလုံးဘူးလို့ဖြစ်မှာ အာရပါတယ်ညီလေးရကြတော့လေရကြတော့ရချင်းင်းကောင်းပြီးတင်စရာဟောတာတယ် ဘာဟုတ်လို့ ဘုမပြဿနာတက်တယ် ဒါလို့တကယ်ချင်း ရတယ်မရတယ်ကွာ အဲ့ဒါဘာလို့လဲ စီတာတာစီမကြော်ကောင်းဘူး စီးကြော်ရင် တမီးဘူးလောင်တက်တယ် လာလို့ပြောနေ လာတော့ပါဘူးကွာ ညီမခေါ်တယ် ကိုယူလာပါဒီနော် ငါမမြူဆွဲနဲ့ငါတိတယ်နော် လာတကယ်ချင်းလား ကိုယူလာပါ အေးပါဟာလာခဲ့ပါ ဒီပြင်းတော့လာထိုင်ပါ ဟိုအရှုံးမှမတော့တိတယ်တိမ်လို့တော့ဝင်ရရအောင် ဒါတကယ်ချင်းလောက်လေးချီ လို့ကွာဦးကျော်ရင်ပြောပြတယ် ဘာပြောလို့ အတိရတတိရတတိနဲ့အတိမမြဲကြစီနဲ့မမေ့ကြနဲ့ လောက်ချီ ငိမ့်မတော်လေးနေသူလီကိုသကောတော့မတော်ငါဝေးဆုံးနေရီတော့ကျုံတော့မေလီ အပြစ်တာရ ရှင်စံကိုတတိပေးနေတာထားကြအောင်မနှုတ်ကြ အပြောလို့ပြောလို့ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီနဲ့တတိကိုရရှိတာဒီ ကျေးဇူးရှင်ပြိတ္တများကို ကျေးဇူးရှင်ပေးတယ်များကိုမိမနေတက်ရှိကင်းဆောင်ပါဘူး ဖြတ်ပြီးတင်ဆက်တဲ့နေရာမှာ နှလုံးနေရပြီ အမားပါရင် မပါရင် ခွင့်လို့ပါလို့ ခွင့်လပါလို့ လေးလေးစားစား လေးလေးဆော့ဆော့ တောင်းပါပါ တော့ ကတော့ ကတော့
မင်းကတော့ဘာလို့ ညီလေးမကတော့တော့ကိုလည်းစောင်းနေ မဟုတ်လေငါကတော့မလုပ်တော့မင်းကတော့မလေး ညီလေးအတူတော့ကြောင့်မစည်းလုံးဖြစ်မှာပေါ့ အော်ဒါကြောင့်ငါပြောရတဲ့စကားပြန်ပြောတာစီစီလုံးကတော့မယ်အဲ့ဆို3ယောက်တူတူကတော့မယ်လေ အေးကတော့အောင်ညီလေး မှားပါရင် မပါရင် ခွင့်လို့ပါလို့ကတော့ ကတော့ဒီ မင်းငါမစောင့်နေလို့ပြောနေ မစည်းလုံးဖြစ်မှာဆိုလို့ ဒီနေရာကျတော့လာစီလုံးနေ သမီးနေပြင်နိုင်ခံသေးလား နိုင်ပါ ဖေးနိုင်ခံလည်းငါကေးဆောင်နေတာအိုး အမီးကင်းမဲ့ရှိပါ ဖေးဝင်ဆောင်တော့ဖေးကေးဟဲ့ ခွင့်လို့ပါလို့ ဘယ်လိုပါလို့ တောင်းမှပါလေ အောင်းမပါလေ ကတော့ ဥတော်ဟေး မင်းကဘာလုပ်တာလဲ 你也မြန်မြန်ကတော့တော့ထားတယ်မြန်မြန်ကတော့တာပါအားကမတန်းကြီးလက်ကြည့်ရမယ်လေညီညွတ်ရှိရမယ်ညီနေရမယ်ညီလေး အကြာကြီးကတော့ကြမှာ ကြာကြီးကတော့မယ် မင်းလည်းကြာကြီးကတော့ငါ့ကိုကြည့်ကြမလို့ အပြင်းနဲ့ဒီဒီငါတော့ပေါက်တာပါမယ် ကတော့ခဲ့ပါလေ ဟုတ်ကြပါရဲ့အဲ့ဒါရေးရတော့အဲ့ယုံပြက်လိုက်တာဟာ ကတော့လေမင်းကဘာလုပ် ညီလေးကတော့တာမြန်တော့ကိုလည်းကတော့တာမြန်တာဗောညီလေးက နောက်တစ်ခါကတော့ လိုက်ခံအောင်လား မိုက်ခါ ငါအမြဲတမ်းခေါ်တာနော်နဲ့ကိတ်တော့ဆောင်ထားတယ်မှာလုံညုံကြီးကောင်းနေနဲ့ ကတော့ ကတော့ပါလေ အဲ့ဒါနဲ့လက်ကြော်ရင်လက်မိတာပဲဟဲ့ဒီပင်ကိုကုတ်တဲ့လက်ကြည့်ကြလား ကျမတို့ ဒီမှာကြည့် ဘာကောမလေးဖုတ်နေပင်နေလို့ ဖုတ်တယ်ပြီလား ဖုတ်တယ်ဝင်ပါဆို ဝင်စရာမလိုဘူး तू ဖုတ်တယ်ဖုတ်ရင်ငါကိုယ်တိုင်မှုတ်ထုတ်ပြလိုက်မယ်လေဒီမှာရေးမပါပါလို့မရိုင်းတာဟဲ့ကောင်နေ မဟုတ်ပါဘူးငါသိတယ် မင်းတို့တရကန်ဆွဆွဲတဲ့လက်အဲ့လက် မဟုတ်ပါဘူးတကယ်ချင်း အဲ့လက်ခေါင်းဆောင်ထားတာမင်းကိုဖိနိုင်ဖို့ထားတာမဟုတ်ဘူးအကောင်သေးတယ်ဖင်ပေါ့တယ်ခိုင်းကောင်းလို့ခေါင်းဆောင်ထားတာ ဟုတ်ပါဘူး လူကြားလို့မှမကောင်းရက်ွက်တဲထွက်သွားဟာမဖိနိုင်ကောင်းလာပြီဖိနိုင်ကောင်းလာပြီဆိုတာ မလုပ်ပါတော့မလုပ်ဘာလို့လက်ဘာလို့ လို့ရ ဘာလို့လို့လဲ ချစ်ထုတ်တာ မလေး စောင်းတာစောင်းတာဟဲ့ အဲ့ရဘာလို့ရှောင်းတာလဲငါလက်နာသွားပြီမလုပ်နဲ့ဘာလို့နာ အမလေးတဲ့မလုပ်နဲ့ ရှောင်းတယ်လို့ပြောနေတာ မင်းကမရိုက်နဲ့လေ အခါမရှိလို့လားမသိဘူး ဟမ် အခါမရှိလို့ ကံချင်းကိုလို့တော့လာမင်းလက်လာ အလေးရော ဒီကောင်ရှောင်းတယ်လှုပ်တော့လှုပ်ပြီ လုတ်သွားလို့ငါထွေးထိုးလိုက် ဟောကွာမင်းမလုပ်ပါ တော့ တော့ ရခဲရမယောက်ျားမခိုင်းပါ မလုပ်ပါတော့ ရှောင်းတယ်အောက်မှာအခန့်မရှိလို့အချက်လေးအောင်းလေးအောက်ကနေခံပေးထား မ တယ် လုပ်ပါ ခေါင်းလေးခဏလေးတီးပြီအဲ့လက်ကိုအပြက်ပဲ မလုပ်ပါ ခေါင်းနဲ့ချောင်းနိုင်ကောင်းမှမသိ မလုပ်ပါတော့ကွာ အမလေးဗျာအမလေးဖိနိုင်အောင်မလား တောက်ကြီးရမကြနဲ့ဥမာမျက်ရည်ရလာပြီးတော့ကြားချင်တာအမပြေကျသွားလာပြီးတော့နားလားနိုင်သိလိုက်ဟုတ်ပေးလာတော့ငယ်လေး မမသေးဘူးမမသေး မ ဘူး မသေးလားမမသေးလား ရှုပ်ကမမသေးဘူး ပေါ်လောက်လာလို့ ပြောင်ချော်ချော်နဲ့စက်ပြာရုံနဲ့ဟမ် ကြောင်ဆက်ဆက်နဲ့မျက်နှာဝကြ ကြောင်ဆက်ပတ်ယုံ လုပ်ပါ ပြောင်ဆက်စလောက်ပဲဒါ မလုပ်ပါတော့ကွာ လာမမသေးဘူးခဏလေးကိုရ နှစ်သက်ရှိမှမှတ်မိပါတ ဒီ ယ် တော့တော်လာပြီနော်ဒီကောင် နှစ်တိုက်ရှိမှမှတ်မိမှာညက်စိမောက်တက်ပလိတဲ့ မလုပ်ပါနဲ့ ရနာမလို့ဟမ်မရှောင်းနဲ့တော့မင်း အမလေးဗျာအမလေးအမလေး ဥမာမျက်ရည်ရမကြနဲ့မျက်ရည်ရလာမကြနဲ့ သူတို့ရိုက်တာဘူးလို့ ဘာကြီးလဲဘေးလာငိုနေတာမျက်နှာမျက်နှာဇိုးနဲ့ငိုနေတာနားလား နားလေ သိလိုက်သိလိုက် မမသေးဘူး သေးတာ မင်းကမမသေးဘူး အဲ့ဒါကျွန်တော်ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာ မတ်တော်ပြီအယောင်နေ ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာတဲ့ အဲ့တဲ့ကွာဘာမှမဖြစ်ဘူးကွာအယောင်နေပြမင်းက तू ကပြီးပြန်မှာဘာလို့ဖွဲ့အမြင်ညွတ်ရမယ်လေဒီနေ့ခလာ မကျွန်တော်ရိုက်ခံနေလို့ပါရိုက်ခံနေ အဲမဲတို့လားမဲရိုက်ခံချင်လို့ပါလေ မင်းတို့ तू ရိုက်ခံနေတိုင်းမရိုက်တင်ဘူးနော်မင်းတို့တော့ရောက် ဒီကနှစ်ဖူးပေါ်တင်ရိုက် မင်းတို့အဲ့လိုဆွမရိုက်ကြပါနဲ့ကွာ နှစ်ဖူးပေါ်တင်ရိုက် သနာပြတဲ့ထဲမှာငါမပါပါဘူးငါရဲကြည့်ရုံလေးပါကွာ အမလေးမော်တာခေါင်းလေးမော်တာ ကျွန်တော်ရိုက်ပါဗျာကျွန်တော်အမလေးဗျာအမလေး ပင်နိုင်တဲ့ကောင်ဟမ် လူနဲ့နာမကြီးမလား ဟာလေ ကောင်းနေနိုင်ပြီလားကလည်းနိုင်ရ အမေမမသေးဘူးမမသေးဘူး မပတ်သေးဘူးဘာဖြစ်လဲဘယ်လိုလဲ ခွေနိုင်တယ်ဆိုတော့ မင်းလိုက်တာလားလာတိုးလား နော် လာရလေမနဲ့မရိုက်ဘူးလား တော်ပြီကွာရအောင် မင်းတကယ်လေမနဲ့ရိုက်လာတယ်ထိုင် အဲ့လိုမတင်မဖမ်းပေးပါဘူး လေမနဲ့မရိုက်ထိုင်တကယ်ထိုင်ကော ငါပါရိုးပြော နဖူးမော်တာတင်လား
တောင်းစားနောက်နိုင်ရဲနိုင်ကြီးတေဖို့တာကျ ရဒီတင်းတို့ကိုကိုက်နေတဲ့ဖဏနဲ့ မော်တော်ပါတယ် ကိုဘလေး ကိုတိုင်းကျော်ခင်ဗျ ကိုတို့ကျော်ခင်ဗျကျေးဇူးရှင်ပရိသတ်များအထူးပဲကျေးဇူးတင်ရှိပါတယ်ဟာကောင်ကြီးကိုတွေနဲ့နောက်နောက်လေဒီပရိသတ်ကျေးဇူးရှင်သမင်းရှင်များနဲ့ပြန်လဲစုံစည်းပါစေလို့ဆုမကောင်းတောင်းပါတယ်တကြတာဖေပီတင်ဆက်မှုမှာကျွန်တော်ညီကိုတွေဖေပီတင်ဆက်တဲ့အခါမားလေးတွေပိုင်းနဲ့ခွင့်လို့ပါအလူတကာလူမတွေရဲ့မြစ်တာဟာကောင်ရဲ့စေတနာ မှန်တယ်ဗျ နားထောင်စမ်းအလူတကာဥတီထုံလူတိုင်ကမှတော့ချစ်ချစ်တာသမီးအလူတိုင်ကအလူတိုင်ကမှဖြစ်ကြတဲ့ဦးမင်းဆွေဒေါ်ဆွေမဦးဝေးကြိုင်တဲ့ဒေါ်မိမိမိုးဦးဘုံဘုံဒေါ်ရီမင်းမိသားစုတို့ရဲ့အလူတော်မင်္ဂလာအောင်ပွဲကဘာတန်လဲဒီဘုံမကဝိဒုခမမုတ်ချမလို့ငါတောင်ကျူသူလေးပြောပါအိုလူသားတို့ဤသူစိတ်တမ်းမြတ်နိဗ္ဗာန်တို့ဧကရောက်ကြောင်းဗရာလောင်း၏ကောင်းမှုသာမြတ်ဒါနာနိစိတ်မှာပြတ်ထံကလူတဲ့မူဆိုချက်ရဲ့အားမူကြပါဘောလာတလူရီကြပေါင်းသူတော်အောင်လို့ဇာလေးကကြည်ပြီးတယ်ဘာပဲချင်းရှိကြပါလိမ့်မြာမရင်သိကြပါတဲ့အလိုမနာချွေစိတ်အကြံပြောရဲ့ဘုရားဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ခမညာဟေးအဲ့ဒါဘာလာနေတော့ဒီမျိုးလေးကြည့်နေတဲ့အတန်းလေးကွာအောင်သိနေတာအေးဒီချက်ညွန်တိုင်းကကိုချက်တီးရရဲ့နိဗ္ဗာန်တော်လာနိဗ္ဗာန်တော်လာလာပါပြီနိဗ္ဗာန်သာလာစီသာလာစီသုနာချက်ရဲ့သုနာချက်ရဲ့သာနာဆိုစိတ်သုနာဒီချက်ရဲ့ဒီသူတန်သူသူညာဘတ်တန်သူချက်တန်သူသူညာသူသူညာဘတ်တန်သူဘတ်တန်အဲ့ဒီလိုတဲ့အကျိုးပေါက်စားညုံညာကြောင်းကြီးရောတိတိတ်လုံးတန်အိမ်လုံးကျန်ရာလုံးဆိုတဲ့ဒီဘက်ပေါ်လာသူလူကြီးမနေဆိုင်စောရဲကြတယ်မာယုရာသာနာသာနာကျော်ရလာချစ်ရတဲ့ဦးစံကိုလိုတဲ့ရဟာရောဘာဘောနောတဘူဒီတာပေါင်းရောအောင်လို့我是谁呢？哦喏，哟，光伟哈，嘿，心里面不大有，这非常难。当你在哪里？那是那个山河间，远的马路尾，住那青水园。啦啦啦啦的米，啥不知怎么讲？天都累累啦累啦，也要记得把地丢呀，手在路路回来接我。Come on.
တော့တယ်ခင်းခွက်တောင်းတယ်အချီစားစံချစ်ချပါတဲ့တော့တယ်ရွာတယ်ရွာပါလေးဟုတ်ကဲ့ရောနားထောင်ကြပါရောဟုတ်ကဲ့စကိုင်းတိုင်းဒေသကြီးမုံရခရိုင်ဘုဒ္ဓမြင့်မြို့နယ်ရောင်ကန်အုပ်စုကြီးရွာသားရနေလူတကာကြီးဦးတွေတို့လူတိုင်းကမှဒေါ်ချစ်ချစ်တာသမီလူတိုင်းကလူတိုင်းကမှများဖြစ်ကြတော့ဦးမင်းဆွေဒေါ်ဆွေမာဦးဝင်းကြိုင်သိန်းဒေါ်မင်းမီမိုးဦးပူပူဒေါ်ရီမင်းမီသားသူတို့ရဲ့အလူတော်မင်္ဂလာအောင်ဝဲအထိတ်မှန်လားဗျာဟုတ်ပါဗျာဟဲ့တို့ဘုဒ္ဓလင်မြို့ရွာသားရွာမှာတော့ရောတဲ့စီရန်နေတဲ့အမတန်ကျုပ်ပြည်မင်္ဂလာနဲ့ပြည့်စုံပါလားအေးဟာရောတဲ့ကြားတယ်ဗျာအေးအရင်ဆိုင်သွားရအောင်လေဒီချိန်ခွင့်မှာအုံမလားကွာတိုးဝယ်လို့ရတာပေါ့လေးကစားတယ်ဒီလိုရှိပါလေတို့ဘာသာကောင်ဖက်မှာကုန်ပြီပါလေအလူကလူမမိသားစုများအားလုံးကိုလည်းလူတိုင်းချစ်တာမဟုတ်ရွှေကြီးခိုင်မာလာစိတ်ကသာတင်ချီဘုခွေငုံဝေရွှေရွှေနေစီကိုကိုချူခဲ့ပြီဘုခွေငုံဝေရွှေရွှေနေစီမောင်မောင်ချူခဲ့ပြီဟုတ်ပါခိုင်မာလာစိတ်ကသာတင်ချီထိုင်လေခိုင်မာလာကြိုင်နာသာတင်ကြည့်လွန်ရပါလေလွန်ရပါလေဗျာလွန်ရပါပြီဒီလူနေစီအသေးဆွေနေစီကနဝေနေစီပြင်းနေမမေ့ပြီတတိယလာလို့ဒီလာစာဒီတတိယလာလို့ဒီလာစာစီပါဗျာဟရိယာသမီးမေးတဲ့ထိုက်တာအမေတို့ပြောနေပြီမုံရွှေခိုင်မာလာနေသည်ချိန်ကလည်းသေးချီချိန်ကလည်းသေးချီပြူလီတဲ့လူလက်လိုက်ခါချီမုံရွှေခိုင်မာလာနေသည်ချိန်ကလည်းသေးချီမိုင်းနာနေစသည်ပြူလီခံလူလက်လိုက်ခါချီဟုတ်ပါတွေ့ရပြီဝိရာတီပူပင်ငဝေစီတွေ့ရပြီဝိရာတီပူပင်ငဝေစီအမေတို့ခေကမုံချီသမီးလေးချီကမုံချီခိုင်မာလာချိန်ကလာတင်ချီအေးဒီတိုင်းဆိုတော့အကျဉ်းတစ်ခေတ်ရဲ့မိခင်ဖြစ်တဲ့အမေယူတီတီရွှေနေစီကို
စကိုင်းနဲ့တကွန်ဆိုင်အရေးပြန်ပွဲမှာဘုံပြုတ်ခြင်းနဲ့စိတ်ဆန္ဒနဲ့ကျွန်တော်ရေးသားတင်ဆက်တဲ့ UTC အလွမ်းကြီးဆိုတဲ့စီးရီးဖြစ်ပါတယ်ဟုတ်ပါအေးUTC အမေရှင်နေစီကိုဂုဏ်ပြုတဲ့ချင်းလေးဖြစ်ပါတယ်အမေ UTC ရှင်နေစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘက်ကျွန်တော်တို့မိတဲ့ခင်မှာမင်းသမီးတော်များများကခေတ်သုံးခေတ်ကလေးဘဝခေတ်ကျွန်တော်တို့လူလက်အပြူရွယ်ခေတ်ဖွားကြီးဖြစ်တဲ့ခေတ်အဲ့လိုခေတ်တွေအမျိုးမျိုးကလာဟာငါကောင်ကကြည့်ပြီးတော့ဂုဏ်ပြုပြီးတော့ရေးသားပြပြီးတင်ဆက်တဲ့ချင်းလေးဖြစ်ပါတယ်ဒီကကျတော့ကျွန်တော်တို့ဒီရောက်တော့မှကျွန်တော်တို့ဟာငါကောင်ကြီးကိုတွေကျွန်တော်ဒီကြီးရွာကတတမမီးတွေကိုဟာငါကောင်ကြီးကိုညံစမ်းပေဒီလေးတွေမေးပြီးတော့ကျွန်တော်တို့မုတ်ကျွေးမယ်ဆိုပြီးအစီအစဉ်လေးတစ်ခုအလူတကာအလုံးမမိသားစုနဲ့တိုင်ပင်ပြီးကျွန်တော်တို့အစီအစဉ်လေးဆွဲပါတယ်အဲ့တော့တတမမီးတွေတတမမီးတွေဆိုတော့ပဲလဲတာအေးပါမေးရဒီမှာရှိနေမင်းဖေနဲ့မေးအိမ်မှာထမင်းထိုးနေလောက်သွားပြန်ဒီချိန်ပြန်ဂျိုးလေးတော့ပြီအတိုင်းကျချစ်လို့စပါနော်ဟုတ်ပဲချင်းမေးစမ်းပါဟုတ်ပဲချင်းမသားမင်းမေးကျပတ်စံတောင်းလိုက်အမတော့ပတ်စံကြီးအဲ့တော့ကျွန်တော်အစီအစဉ်လေးစရတဲ့အတိုင်းတသားလေးမိမိလေးများစင်သစ်ဖြစ်စင်မြင့်ပေါ်ကြွပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကလေးတွေကတိုင်းပြည်ရဲ့အနာဂတ်တွေဆိုတော့ဒီကလေးတွေကိုကျွန်တော်တို့ဉာဏ်ရည်မြင့်မောင်းအောင်အစီအစဉ်လေးတွေမျိုးဆွဲမယ်ဉာဏ်စမ်းပေကြီးလေးမေးပြီးအဲ့လိုဉာဏ်ရည်ထက်တဲ့ကလေးနဲ့မတူစစ်ပေးရှောင်လာတယ်။ဒါလောက်ကန်ရလားလား။ကောင်းလိုက်တဲ့ခေါင်းစည်းကျိုး။အဲ့ဒါလွယ်အိတ်လားလား။လွယ်အိတ်။ထိုင်တာလို့ထိုင်။ဟိုကောင်ကြောပေးကြည့်ချတာ။ဘေးအိမ်ကြီးပါအိတ်ထဲထည့်တာ။ဒါဘာရှာလဲ။အဲ့လိုလားရှာ။ခေါင်းကြီးကျိုးကြံနေရ။ထိုင်တာထိုင်။ကိုလုံးထိုင်။ဟာလေ။ဟုတ်လေထိုင်သားနဲ့ပဲဒီကုံရကြက်ကြတော့တားလေးမုတ်ကျွေးမဲ့စီစဉ်လေးရှိတယ်အိပ်ပြီဒီမှာရောက်တော့တားလေးတွေ့တယ်မလားဒါဘိုလ်ချုပ်ရာပြည့်ပွဲတော့ကပုံနေဘိုလ်ချုပ်အောင်ဆန်းကိုဂုံပြုတ်ထားတဲ့ပုံနေပေါ့ဒီရောက်တော့မှပဲဘိုလ်ချုပ်အောင်ဆန်းမျက်နှာများတယ်ဆိုတော့တတိတော်တယ်ဘာဖြစ်လို့တစ်ဖက်လည်းမှာဘိုလ်ချုပ်ပုံနေပဲတွေ့ရအများကြီးပဲမျက်နှာအဲ့တော့တားတို့ဘိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ဉာဏ်စမ်းပေတီတွေမေးမယ်ဟုတ်ကဲ့ဟိုပညာရေးအထောက်အကူဖြစ်မဲ့ဉာဏ်စမ်းပေတီတွေမေးမယ်ဟုတ်ကဲ့တားလေးဘယ်မြို့လာလဲပြောဒါချွတ်ချုံကြမြို့ပါချွတ်ချုံကြမြို့ဟုတ်ကဲ့အဖေနာမည်ငတ်တယ်လက်ပြတယ်လက်အမေနာမည်စားမယ်တောင်းမယ်မင်းနာမည်မောင်ပိန်ဒီကိုလုံးကမောင်ပိန်ဖြစ်ဒီကိုလုံးကမောင်ပိန်ဖြစ်မလားလို့လည်းမသားအတန်းပညာဘယ်နှတန်းတော့၄တန်းဒါစာရရတယ်နော်အကုန်ရပါလားစာရလို့ရှိရင်ဥအင်္ဂလိပ်စာနည်းနည်းဆိုပြDUDY တဲ့တိုင်း BOSS ဝိုင်းဘာမှမဆိုင် BOK ပုတ်လပြိုအေးကျေးဇူးဟုတ်သားထိုင်ရတာသူပြတာဘုကောင်ခေါင်းမှာခြေတုပ်ကုန်တင်ထားတဲ့ကောင်ဟာလာပါပြီဦးမြတ်မေးကျေးဇူးဒါပဲမြို့လာလဲပြောဒါဟိုမြို့မှာမနေပါဘူးဒါဆင်းရဲတော့ရွာမှာပဲနေအေးရွာစုပဲရွာလုံးကွဲကျွေးရဘာကြီးကွဲကျွေးရအကွဲကြီးကျွေးရအဖေနာမည်ဦးထိတ်ကွဲအမေနာမည်ဟတ်ထက်ကွဲဟာမင်းနာမည်ကန့်လန့်ကွဲညီမလေးတယောက်ရှိသေးတယ်ဘသူတို့တောက်လျှောက်ကွဲတယ်ဒါစာရီလောက်လာပါဘယ်နှတန်းတော့အားနဲ့ကြော်သွားပြီအခုပဲရောက်ပြီငါ6တန်းနဲ့မျက်စိလဲနေငါ6ချောင်းနေစားနေရတယ်မမှတ်ဘူးဒါစာရီပါရလားရပါတယ်စာရလို့ရှိရင်ဒါမြန်မာရာဇဝင်မြန်မာသမိုင်းကုန်သိတယ်အကုန်သိပါတယ်ဒါဥပကံအကြောင်းနဲ့ရှင်းပြရတယ်ဟေးတောက်ပကံတော့800ပါဦးဟိုလေတိုင်းပကံကတော့950ခမင်းစားတဲ့တိုက်ပကံ900လောက်တော့ရှိတယ်မင်းတောင်းရမှာအဲ့ပကံနဲ့ပကံအကြောင်းဒီဘယ်ထဲမှာတဏှာယူဆိုလို့ဒင်းမဲ့ထူးထူးခြားခြားဘာလို့ပြောရလဲဖေးလိုက်တဲ့ကောင်ကိုပြောနေတာမင်းနှိုက်လို့လားမနှိုက်ပါဘူးမနှိုက်မနာနဲ့မကောင်းဘူးလေကွာဘယ်လိုအဲ့လိုပြောငါမနှိုက်ပဲနှိုက်တယ်လို့ပြောတဲ့ကောင်သစင်းရိုးခလုတ်တိုက်ဖာကျိုးတဲ့ဟာကြီးပြက်ကြအဲ့တော့မချိန်နဲ့လေချိန်တယ်ဟဲ့အောင်နှိုက်တဲ့ကောင်ကိုပြောနေတာမင်းနှိုက်လားမနှိုက်ပါဘူးဒီဟာကွာဒီဖေးမျက်နှာမိုးနှိုက်ရမှာလားငါတ
တော်မင်းတို့ကတော့ရှောက် တတိထားနော်ဟဲ့ဒီ အလုံးငါမှအဲ့ကျင့်မရှိ လောက်ကြည့်ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ ကျေးဇူးရှင်ပြည့်တဲ့များ ကျေလို့ရှင်ဘယိုက်တော်များ ကဲလူငယ်တွေလူစုတာဟဲ့ဘုရားရှိခိုးတက်နေပြီ ဖြတ်ပြီးတင်ဆက်တဲ့ခါမှာ ပြောပြတင်ဆက်တဲ့ခါမှာ အလာတော့မိထီလာကိုလာ မိဒီလာနဲ့ပြည့် အမားပါ အမားပါရင် ခွင့်လို့ပါလို့ ခွင့်လွတ်ပါလို့ တောင်းပါပါလေ တောင်းပါပါလေ ကတော့ရတွန်းရောနိုင်တယ်ပြီ အာယုံပြက်လိုက်တာနော် ငါပြောရမှာလေငါပြတော့ဖိနိုင်ခံတာ ဖိနိုင်ခံပြန်ပြီ မင်းတို့ကွာ ဘယ်လိုနိုင်တာလဲ ကိုပေါ်လေးနိုင်တာလေ ဒုက္ခပါကိုစက်ငါလည်းမနိုင်ငါလည်းဝိုင်းကြော်ပြောစကားနားမထောင်ဘူးဒီပြီးနဲ့လာထိုင်ဘူးငါမနိုင်ပဲနိုင်တယ်လို့ပြောတဲ့ကောင်ကစင်းယူခလုတ်တက်ဖာကျူအဲ့ကျိုးတော်ကြီးပြက်ကြအဲ့ပြက်ကြတာယူကားတက်ကျိတ်အဲ့ကျိတ်သွားလို့အမောမအစိတ်စိတ်မွာဖြစ်သွားရင်ကြက်ကနာစိတ်ပြဲပါသေးဗျာ ဒီကောင်မကြိမ်ကောင်းတာတွေကြိမ် မင်းနိုင်လား မနိုင်ပါဘူး မင်းမနိုင်မင်းကိုပြောနေအေးဟုတ်တယ်ပြောရမှန်းနေ တို့ကြော ဘာကြီး လာလေ ငါတော့ဝါဒီရကတော့ ပြောင်းလာဟာ ဒီရပဲကတော့မင်းရ မင်းရဲ့ငါရဲ့မင်းသမီးရဲ့၃ယောက်တည်းရှိတာမင်းအဲ့လိုကြီးမင်းတခြားနေရာသွားနေတော့မင်းမစည်းလုံးလို့ဖြစ်မှာ အာရပါတယ်ညီလေးရကတော့လေရကတော့ရချင်းင်းကောင်းပြီးတဲ့ဆရာဟောတာတယ် ဘာဟုတ်လို့ ဘုမပြဿနာတက်တယ် ဒါလို့တကယ်ချင်း ရတယ်မရတယ်ပါ အဲ့ဒါဘာလို့လဲ စီတာတာစီမကြော်ကောင်းဘူး စီးကြရင် တမီးဘူးလောင်တက်တယ် လာလို့ပြောနေ လာတော့ပါဘူးကွာ နေငါခေါ်လိုက် ကိုလာပါဒီနော် ငါမမြူဆွဲနဲ့ငါသိတယ်နော် လာတကယ်ချင်းလား ကိုလာပါ အေးပါဟာလာခဲ့ပါ ဒီပေးနောက်လာထိုင်ပါ ဟိုအရှုံးမှန်ကတော့တည်တယ်အိမ်လိုတော့ဝင်ရရအောင် လာတကယ်ချင်းလောက်လေးချီ ဟုတ်ကွာဦးကျော်ရင်ပြောပြတယ် ဘာပြောလို့ အတိရတတိရတတိနဲ့အတိမမြဲကြစီနဲ့တဲ့မမိတ်ကြနဲ့ လောက်ချီ ကျင်းကျင်းမတော်လေးနေသူလေးကိုသကောတော့မတော်ငါဝေးချုံငါလူရဲ့ရေတောင်းကျုံတော့မေလီ အဖြစ်တာရ ရှင်တောင်းတာကိုတတိပေးနေတာထားကြအောင်မနှုတ်ကြ အပြောလို့ပြောလို့ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီတတိနဲ့တတိကိုလည်းရှိပါပြီ ကျေးဇူးရှင်ပြည့်တဲ့များကို ကျေးဇူးရှင်ပေးတယ်များကိုမိမနေတက်ရှိကင်းဆောင်ပါပြီ ဖြတ်ပြီးတင်ဆက်တဲ့နေရာမှာ နှလုံးနေရပြီ အမားပါရင် မပါရင် ခွင့်လို့ပါလို့ ခွက်လောက်ပါလို့ လေးလေးစားစား လေးလေးဆောဆော တောင်းပါမှာ တော့ပါ ကတော့ ကတော့ မင်းကတော့ဘာလို့ ညီလေးမကတော့ဒီတော့ကိုလည်းစောင်းနေတာ မဟုတ်လေငါကတော့မတော့မင်းကတော့မလေး ။ညီလေးအတူတော့ကြမစည်းလုံးဘူးဖြစ်မှာပေါ့ ဟာဒါကြောင့်ငါပြောတော့တဲ့စကားပြန်ပြောတာစီစီလုံးလုံးကတော့မယ် ။အေးပေါ့ညီလေး အဲ့ဆို၃ယောက်တူတူကတော့မယ်လေ အေးကတော့အောင်ညီလေး မှားပါရင် မပါရင် ခွင့်လို့ပါလို့ ခွင့်လို့ ကတော့ မင်းငါမဆောင်နေလို့ပြောနေ မစည်းလုံးဖြစ်မှာဆိုလို့ ဒီနေရာကျတော့လာစီလုံးနေ သမီးနေဖေးနိုင်ခံသေးလား နိုင်ပါ ဖေးနိုင်ခံလည်းငါကေးဆောင်နေတာအိုး အမီးကင်းမဲ့ရှိပါ ပိန်ဝစောင်းတော့ဖေးကေးဟဲ့ ခွင့်လို့ပါလို့ ခွင့်လို့ပါလို့ တောင်းပါပါလေ အောင်းမှာပါလေ ကတော့ ဦးကျော်ဟင်းကြီး မင်းကဘာလုပ်တာလဲ မင်းကမြန်ကတော့တော့ထားတယ်မြန်ကတော့တာပါညီလေးအားကမတက်ညီလက်ရှိရမယ်လေညီညွတ်ရှိရမယ်ညီနေရမယ်ညီလေး အကြာကြီးကတော့ကြမှာ ကြာကြီးကတော့မယ် မင်းလည်းကြာကြီးကတော့ငါ့ကိုကြည့်ကြမလို့ အပြင်ကအတူတူငါကတော့ပေါက်တော့ပါမယ် ကတော့ခဲ့ပါလေ ဟုတ်ကြပါရဲ့လာမေးမြေတော့အာယုံပြက်လိုက်တာဟာ ကတော့လေမင်းကဘာလုပ် ညီလေးကတော့လာမြန်တော့ကိုလည်းကတော့လာမြန်တာဗောညီလေး နောက်တစ်ခါကတော့ လိုက်ခံအောင်လား မိုက် ငါအမြဲတမ်းခေါ်တာတော့နဲ့ကိတ်တော့ဆောင်ထားတယ်မှာလုံချုံကြီးကောင်းနေနဲ့ ကတော့ ကတော့ ကတော့ပါလေ အဲ့ဒါ
နဲ့လက်ကြော်ရင်လက်မိတာပဲဟဲ့ဒီပင်ကိုကုတ်တဲ့လက်ကြည့်ကြလား ကျမတို့ ဒီမှာကြည့် ဟုတ်ပါဘူးကောမလေးဖုတ်နေပင်နေလို့ ဖုတ်တယ်ပြီလား ဖုတ်တယ်ဝင်ပါဆို ဝင်စရာမလိုဘူး तू ဖုတ်တယ်ဖုတ်ဝင်ငါကိုယ်တိုင်မုတ်ထုတ်ပြီးလိုက်မယ်လေဒီမှာဒီမှာပါလို့လားရိုင်းလာဟဲ့ကောင်နေ ဟုတ်ပါကွာသိတယ် မင်းတို့တရကန်ဆွဆွဲတဲ့လက်အဲ့လက် မဟုတ်ပါဘူးတကယ်ချင်းတို့ အဲ့လက်ခေါင်းဆောင်ထားတာမင်းကိုဖိနှိုက်ဖို့ထားတာမဟုတ်ဘူးအကောင်သေးတယ်ဖင်ပေါ့တယ်ခိုင်းကောင်းလို့ခေါင်းဆောင်ထားတာ ဟုတ်ပါဘူး လူကြားလို့မှမကောင်းရက်ကွက်တဲထွက်သွားဟာမဖိနိုင်ကောင်းလာပြီဖိနိုင်ကန်လာပြီဆိုတာ မလုပ်ပါတော့ကွာမင်းဘာလို့လက်ဘာလို့ လို့ရ ဘာလို့ကိုလဲ ချစ်ထုတ်တာ ဟုတ်ပါလေး ရှောင်းတာဟဲ့အဲ့ရဘာလို့ရှောင်းတာလဲငါလက်နာသွားပြီမလုပ်နဲ့ဘာလို့နာ အမလေးတဲ့ဘာလို့လဲ ရှောင်းတယ်လို့ပြောနေတယ် မင်းကမရိုက်နဲ့လေ အခါမရှိလို့လား ဟမ် အခါမရှိလို့ ကံမရှိကိုယ်လို့တော့ကိုလာမင်းလက်လာ အလေးရ ဒီကောင်ရှောင်းတယ်လှုပ်တော့လှုပ်ပြီ လို့သွားလို့ငါထွေးထိုးလိုက် ဟုတ်ပါကွာမင်းတို့မလုပ်ပါနဲ့ တော့ရခဲရမယောက်ျားမခိုင်းပါ မလုပ်ပါနဲ့ကွာ ရှောင်းတယ်အောက်မှာအခန့်မရှိလို့အချက်လေးအောင်းလေးအောက်ကနေခံပေးထားတယ်မလုပ်ရခေါင်းလေးခဏလေးတီးပြီအဲ့လက်ကိုအပြက်ပဲ မလုပ်ပါ ဇောင်းနဲ့ချောင်းနိုင်ကောင်းမလားမသိ မလုပ်ပါနဲ့ကွာ ဘူးအမလေးဗျာအမလေးဖိနိုင်အောင်မလား တောက်ကြီးကမကြနဲ့ဘူးပါဥမာမျက်ရည်ကလာပြီးတော့ကြားချင်တာအမပြေချင်းသွားလာပြီးတော့လာလာနိုင်ပေးလိုက်ဟုတ်ပေးလာတော့ငယ်လေး မမတ်သေးဘူးမမတ်သေး မ ဘူး မတ်သေးလားမမတ်သေးလား ရှုပ်ကူကမမတ်သေးဘူး တော်လောက်ပြီလားလို့ ပြောင်းချောချောနဲ့စက်ပြာရုံနဲ့ဟမ် ပြောင်ဆက်ဆက်နဲ့မျက်နှာဝကြ ကြောင်ဆက်ပတ်ယုံ လောက်ပါပြောင်းဆက်ဆက်လောက်ဝယ်ထား မလုပ်ပါနဲ့ကွာ လာမမတ်သေးဘူးခဏလေးကိုရ ဒီ နှစ် တော့ သက်ရှိမှမှတ်မိပါတယ် ဒီတော့တော်လိုက်ပြီနော်ဒီကောင် နှစ်တက်ရှိမှမှတ်မိမှာညက်စိမောက်ထပ်ကလေးလိုက် မလုပ်ပါနဲ့ ရနာမလို့ဟမ်မရှောင်းနဲ့တော့မင်း အမလေးဗျာအမလေးအမလေး ဥမာမျက်ရည်ကမကြနဲ့မျက်ရည်ကလာမကြနဲ့ သူတို့ရိုက်တာဘူးလို့ ဘာကြီးလေဘေးလာငိုနေတာမျက်နှာမျက်နှာဆိုးနဲ့ငိုနေတာနားလား နားလေ တေးလိုက်တေးလိုက် မမတ်သေးဘူး သေးတာ မင်းကမမတ်သေးဘူး အမလေးကျွန်တော်ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာ မမတ်တော်ပြီအယောင်နေ ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာတဲ့ အဲ့တဲ့ကွာဘာမှမဖြစ်ဘူးကွာရောက်နေပြန်မင်းက तू ကပြီးပြန်မှာငါတို့ဖွဲ့အမြင်ကြီးပါမယ်လေဒီពេលခလာ မကျွန်တော်ရိုက်ခိုင်နေလို့ပါမြန်မာရာသီမြန်မာပကံဆိုတာသူရဲကောင်းတွေအများကြီးထွက်တဲ့ပကံအကြောင်းပြောတာ ဩတည်တယ်ဦးတည်တယ် ဘရင်အောင်သိတယ် မင်းတော့အပြင်မှာတော့တခါမှမမြင်ဘူးဦးလေးတွေ့ရင်တော့မိတ်ဆက်ပေး ဒီကဘလို့ကောင်းလဲ မင်းတော့အပြင်မှာမှမရှုံဘူးရဟော အစူပြားလက်ကြောင်းနဲ့ပြောပြ အဆူရလက်ကျွန်တော်မရင်ငယ်မမဟုတ်တော့ကျွန်တော်ဘိုးတူတာ ဟာမင်းစူပြားလက်တို့တီဘောမင်းတို့ကြောင့်မင်းမသိဘူးလား အဲ့ဒါတော့တည်တယ်လေဟိုစောင်းမဘဲကဟိုတခါတော့ကလည်းကြာသေးတယ် ဟုတ်လား ဟုတ်တယ် မင်းကွာဒီတန်းဒီရုံငယ်ငယ်ရွယ်လေးနဲ့ဆောင်းဝဲကြ ကျန်မမေးကိုမေးတာမှားသွားလို့ ဆရာမမေးပါမေးလို့ ဟိုကြိုက်နှစ်တက်ရာတပုတ်ကိုဖြေပါတဲ့ မေကိုကြိုက်နေတဲ့ရသုံးဖို့တည်းတပုတ်ဖြေပါ ဟုတ် အေး ဒါတပုတ်မှမကြိုက်လို့တပုတ်မှမဖြေဘူးအဲ့ဒါတော့ဆောင်းပွဲကြတယ်ဆိုချပလိုက် ဟောဟုတ်တယ်ဟုတ်ဟုတ်ပါဒါပဲမီးလောင်လာတဲ့ကောင် မင်းဘယ်ရလား အာကျန်ကုန်ဟာဗာ အဖေနာမည်ဦးကျော်မို့မင်းနာမည် ဟာ အာဦးတော့ရမရနေပြ ဘာဖြစ်လို့ ပြီးမှကြက်သွားမှာ မိမက်ကေတော့ဖေ။ဒါဘယ်မျိုးလာလဲပြောသား ဒါကယောဂမျိုးပါဦး ။ယောဂမျိုး။ဟုတ်။ဖေနာမည် ဤဘူးလား ။ဟာ။အမေနာမည် ဒေါကင်းစာ ဟေး။မင်းနာမည် AID က အငယ်ရွယ်ရွယ်နဲ့အဲ့ယောဂဘယ်ကရတော့ ဥတုမလေးရောက်ကူးတော့ပါ ငါတူမလေးတော့ပါသွားသေးတယ်။တကယ်စာတွေလောက်လာလားသား ဒါဘိုးကျုံဆိုနေပြတဲ့ပြီးတိုင်ကောင်းမှာဒါဘိုးကျုံကြပြားနဲ့ဒါပြိုင်နေပါလေဦး ။ဘိုးချုပ်ကြပြာလေးပြောရတယ် ဘိုးကျုံအောင်ဆန်းစာနီ ။အော်အေးမမင်းနဲ့ရွယ်သူကလေးတွေလည်းသိတော့ပြော။အောင်စမ်းစာနေစုပြန် အောင်ဆန်းစာနီအောင်ဆန်းစာနီဖေဖော်ဝါရီဖေဖော်ဝါရီတညိုးနေလက်မရဲ့ ။73ဖေဖော်ဝါရီ73မှာဘိုးကျုံမွေးနေပါ အဲ့လိုဖေ။ ဘိုးကျုံမွေးနေပါ1900နဲ့1900နဲ့ဝိုင်းကြီးရေပါ 35 1915ရှေလေဥပါသာဇာတိနမောသူတို့အိတ်နေတယ် ကွေးနေတာမကွေးကိုပြတာ ဇာတိနမောမကွေးခရိုင်ပြည်ကြများခုတိုင် ။အေး ကြံခိုင်ရေးနဲ့ ဘာကြက်ခိုင်နိမလင်ကြက်ခိုင်ရေးတာချင်းကြက်ခိုင်တဲ့ ကြံခိုင်နဲ့ဇာနီကွာမိခင်တော်စုတာ အေးဟုတ်တယ် မိခင်တော်စုတာ
မင်းတို့ကလည်းမျိုးပဲရှောက်ရှောက်လဲနေတယ်ငါစာမရပါဘူးဘိုးကုန်းစဝိုင်းအောက်မှာပါဦးလို့ကျင်းနေပြီ ပြည်တော်သူကြီးကိုပြတာ ပြည်တော်စုရဲ့ကြောပြီကျေးဇူးရှင်ပြည်တော်စုရဲ့ကျေးဇူးရှင်အယမိတ်တဲ့ ဟိုကျုပ်တို့ဖခင်အလေးပြုပြနေတာ တို့ဘိုးချုပ်တို့ပါခင်လက်မထောင်နဲ့ ကြက်ခိုင်နေမင်းရိုက်ရတာကောင်းစေခြင်းမင်းကောင်းစေခြင်းနဲ့မင်းရိုက်ရတာလင်မန်းတော်တနာလာပြီ ကောင်းတနာပါဦးရဲ့ကောင်းစေခြင်းနဲ့အာကြီးမာလက ကောင်းစေခြင်းနဲ့မာစကားရင်ဘတ်သူတို့လိုသီးနာရဲ ငါတို့မမေ့အား ငါတို့မမေ့သားပြည်တော်သူကြီးကျိုးပန်းအောင်ဘိုးချုပ်တို့ပါ တို့ကောင်းဆောင်ဆိုရှင်လေးပေါင်းလဲစင်များဟိုကျုပ်ချမ်းမဲ့သွား ပြီးလိုက်ဘူး မင်းဆိုတာဟုတ်တာမသွား အေးပြတ်တယ် ဟုတ်ပါသူကိုသူမြတ်ခလေးနဲ့ ဘာသာအနေ ဘယ်လောက်သားလေးလဲ အကြခွဲတာအနေ တထောင်စား9ပိတ်တာလောက်ရှိတယ် သူငယ်တန်းမှာ6နှစ်လောက်နေရတဲ့အသက်မျိုး မင်းကခလေးလား ဟုတ်တယ် တေချာကြည့်တော့တေ ကို ချင်း ကိုကလေးမန်းတီအောင်လို့ချီရကာရာကပါဝါယူနာ မနောနဲ့လွတ်တက်လိုက်မယ်တေချင်းဆိုညောင်ကံပိုးပိုးကြီးတက်4နှစ်ကြီးတယ်မင်းမသိတာမှလို့ဒါဘယ်မျိုးလာလဲပြော တောင်းတာ ဟောတောင်းတာအဖေနာမည် တောင်းကြီး အမေနာမည် တောင်းတွင်းကြီး မင်းနာမည် တောင်းကျုံ တေချင်းဆို အာကြည့်လိုက်ရ6လုံးမှာကျွန်မတောင်းပြီးပြုံးတာ စာတွေလောက်လား လောက်လာတယ် ဘယ်နဲ့လဲတော့ ဟိုတနေ့ကခြာလုံးမှုချူပြီးတော့ဟိုဖရားဘောတက်တော့လားဖရားဘောမှာခြာလေးတွေလွတ်တာ900ဘိုး3000နဲ့အဲ့ဒါလုံးလိုက်ရတာ တေချင်းဆိုမတော့နဲ့စာတွေဘယ်နဲ့တန်းလဲပြော သူငယ်တန်းလေးကကြ လေသူငယ်တန်းတော့4ခါကြာ အောင်မအောင်တာဗတ်တက်နိုင်မှာဒါတွေကခတ်တယ်အောင် စာတွေ အလကားကြွရ10တန်းအောင်ပြီးသွားပြီဒါ ဟာလားဟာမင်းဒီရွယ်လေးနဲ့10တန်းအောင် အောင်ပြီးသွားပြီဒါဦးလေးတက်တယ်ရှင်းလား ဘာတက်တယ် ဦးလေးကိုမကြောချင်ဘူးဦးလေးတက်တောင်တက်တယ် စာတွေတက်တယ်ပေါ့ ဦးလေးတက်တောင်တက်တယ် အဲ့ဒါဆိုလို့ရှိရင်မင်းဒီကောင်တွေမေးတာတယောက်မှမမှန်ဘူးပေါက်ကြရတယ်ဖြေတာ အာညူးလေအဲ့ မင်းအကုန်တက်လား အတုံတက်တယ်ဦးလေးတက်တောင်တက် ငါနဲ့မပြိုင်နဲ့အဲ့လိုကလေးမျိုးတို့ကကြိုးဆိုတာဘာပဲဖြစ်ဖြစ်စေရထက်တစ်ဖက်လက်ဆောင်ထက်ရမယ်ဖအေးထက်သားတော်ရမယ်တော်တဲ့ကလေးကိုလေးစားတယ်မင်းတို့တော့ တတိရှိအောင်သားစားနေကြပြပြိုင်ဆိုမလား မင်းတို့တော့သူနဲ့ပြိုင်ရဲလား ပြန်ရဲလေ ထားမင်းတယောက်တည်း ဒါဦးကြက်ရမေးတာမဲအားတော့မရှိကြ အင်္ဂလိပ်စာတွေပါလေ ရိုးလို့ အင်္ဂလိပ်စာနည်းနည်းပြောပြရင် ရိုးလို့ဘယ်ဒီကို အေး ဘယ်မှာတော့ဒီဘယ်တတိလေးအိုချောင်းနဲ့ဥတာ ဒီညမှာကြက်မလေးရ အနေကပို့မယ်လေ ရတယ်နော် အင်္ဂလိပ်ချာတယ်မို့ချီးပွားရေးမှာတွဲလို့တာဟလား မင်းတို့ပြိုင်ရဲလား ပြန်ရဲ အဲ့ဆိုမေးပြီ တိုက်ရမေး ဒါပြောစမ်းပန်းတီကို အပဲ လေမော်တီကို ဟောတယ် ငါပြောတီကို ဗရနာ တောင်းမေး ဗရိုင်းတီကို မင်းကတိုင်းကြီးရအေးလို့ချီဘူးဦးကြီးကတိုင်းကြီးရအေးလို့ချီ ခါလေးပြဲမြားကို အဲ့တော့တောင်းမေး တလက်မစိန်ပြောင်းကို မင်းညာဦးမေးငါတဲမှာချိန်ကြောင်းမေးရ ဒါလေးယောက်ျားလေးကို ဒါကလည်းဘွိုင်း မိန်းကလေးကို ကဲ အပြိုကို လေးရီ ဂန်တူးကို မေးမရှာအလောင်းရဦးရမင်းတို့ချာချီ ဒါလေးမန္တလေးမဟာမြတ်မုဒိဘုရားမှာချင်းသေးကြီးဘယ်နှကောင်ရှိ နှကောင်ပါ နှစ်ကောင် တောင်းမေး ရွှေတုံဘုရားမှာလေကားဘယ်နှတိရှိတယ် ဒီနေ့ရုပ်မေး ဒါလေးရေကိုဘယ်လိုခေါ်တော့ ဝါတာ ရေကို ဝါတာတောင်းမေး ရေငံပိုင်ဥရှိကြီးကို ညဦးကြီးရုပ်ဘလို့အင်းလေးကိုထော်မာရဲ့ဦး မင်းတကယ်မတတ်ပါဘူးဒါလေး ည ပြောရစမ်းအပြိုကို အပြိုလေးရီ အပြိုကို လေးရီ တစ်ခုလက်နှစ်လင်ကွာကို နေဒီတယ်ဟော ပါအေးချင်းစိုးတွေတကယ်မရပဲနဲ့ဒါအဲ့တော့မင်းတို့၄ယောက်လုံးကိုပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ်ပြိုင်ပွဲလေးပြိုင်လို့သားတို့၄ယောက်တည်းကနိုင်တဲ့လူကိုမှုတ်ကျွေးမှာစုငွေလဲချမယ်သားတို့စာအုပ်တို့ဘောပင်တို့ခဲတံတို့လိုတာဝယ်လို့ရအောင်သားတို့စုတော်ငွေ3သိန်းချီးမြင့် သူတော်ကတတိချင်းမြင်တာစာအုပ်လဲဝယ်ဘောပဲလဲဝယ်ဘူး ဒါဘာလို့ ဒါမိမတော့တောင်းပါ မင်းအရွယ်နဲ့မိမတောင်းအောင်မလားသိ ဒါ ကြ တော့အကျိုးရှိရှိလုံးမှာ ဘာလို့ မိဘမဲ့ခရေးတွေကိုဒါအဲ့ပတ်စံတွေဝင်ခမယ် ဟဲသာတို့ဗျာသာတို့ မိဘမဲ့ခရေးတည်ရ ဘယ်သူတော့ KTV မှာဆက်ကကောက်ပါရေးအနေတကြီးကနေတက်လာတနာပါတယ်ဦးရဲ့ ဟာပတ်စံ3သိန်းရရင်ဘာလုပ်မလဲ ဒါသူနဲ့အဖော်လိုက်သွားမှာ သိချင်းစိုးမင်းကပတ်စံ3သိန်းရရင်ဒါဘာလုပ်မလဲ အတာကျူရဲ့တကူကကြရင်အိဋ္ဌိမသားတွေကိုအယက်ဝယ်တိုင်းတယ် အေးကျေးဇူးတွေတယောက်မှမဟုတ်ကဲအဲ့တော့သားတို့မုံစားပြန်ပွဲလေးချင်းပါပြီမယ်အဲ့တော့အသင်းနဲ့
ဒါတို့ကျောင်းမှာဆိုလို့ရှိရင်အသင်းတွေရှိတယ်နော်ဘရင်တော်အသင်းဗန္ဓုလအသင်းအဲ့လိုအသင်းတွေမရှိဘူးလားနော်အနော်ရထာအသင်းအလောင်းဖျားအသင်းနော်ဒါအလောင်းဒီမှာရလေမြေမြုံမယ်အဲ့တော့အသင်းလေးတွေဖွဲ့ပြီးမယ်တားကတားဗျာတားဗျာကျောင်းစရာလေးကျောင်းစရာဆိုတော့ကျောင်းသားတွေကိုကြားပြီးတားလည်းခုကျောင်းသားကျောင်းသားအဲ့တော့တားဘာအသင်းတော့ကျောင်းသားအသင်းကျောင်းသားအသင်းဟုတ်ပြီကျောင်းသားအသင်းဒါလေးကရဲကိုရမင်းကိုရဲတားဖေရဲအဲ့တော့တားဘာအသင်းတော့ရဲပြန်မခွတ်တောင်းကြီးပုံတိုင်းမို့တို့စီပြန်မခွတ်တောင်းကြီးပုံတိုင်းမို့တို့စီစနစ်တိဆောက်ဒုက္ခရောက်ပြီတော်လည်းပဲလူကြီးအသိသိချီအနန္တဆွမ်းဤသိတောင်းတယ်စီသိခေါ်အားကိုတို့ရေယုံစီအနန္တဆွမ်းဤသိတောင်းတယ်စီသိခေါ်အားကိုတို့ရေယုံစီသမိုင်းတစ်ခေတ်အာယုံဤကြီးလမ်းတက်ဖို့ရှိဖို့ဆံမကြီးဟုတ်ပြီရှေ့လက်ခောက်တယ်လေးကြားပြစေမိသားစုလေးတွေဒီမှာလေးဒါပြန်ငါလွတ်လိုက်ဒါလိုက်မိုက်လားကျေးဇူးတင်တယ်ဒါအလုပ်တကာအလုပ်မအောင်ကျွန်တော်တို့တညလုံးကျေးဇူးတင်တယ်ဘာကြောင့်ပြောရလဲကျွန်တော်တို့ရောက်တဲ့ကကျွန်တော်တို့လိုအပ်တာလုံးဝမရှိတကယ်ဟုတ်ကဲ့ကျေးဇူးပါပဲနော်လူနှစ်ယောက်ကြိုက်နေကြအေးအဲ့ဒါညာတော့လာလာလေးဟိုနော်အစတောင်းဝင်ကြည့်ပြနေဟုတ်ကဲ့အဲ့ဒီပြင်ကျွန်တော်တို့ညီကိုတွေအငိတ်တော့မကသေးဘူးဒီလာဖို့ညနေဆောင်ပဲရှိသေးတယ်ကျွန်တော်တို့ဟိုစီရန်ပေးထားတဲ့ပတ်စံအပြင်ကျန်တဲ့ပတ်စံအကုန်ပေးတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတောင်းဝင်ချေတဲ့မိသားစုကိုဟာကောင်ကျေးဇူးတင်ရတယ်အဲ့တော့အလုပ်ကိုစူးစမ်းပန်းစားဖြေပေးတင်ဆက်တယ်ဒါကျေးဇူးရှင်ပြိတ္တများကိုဖြေပေးတင်ဆက်တယ်လို့လူရှင်လူမတွေရဲ့မေတ္တာကိုကျေးဇူးဆက်ခဏထိုင်ကြပါလေဘာလို့တညလုံးလူရှင်တော့ကျွန်တော်တို့ကလူငယ်တွေကြီးပဲကျွန်တော်တို့အဖွဲ့မှာအသက်30ပြည့်တယ်တယောက်မှမပါဘူးတိုးကျော်အသက်ကြီးဆုံး29နှစ်ပဲရှိအဲ့တော့လူငယ်တွေဖြစ်တဲ့အတွက်ပြက်လုံးပြက်တဲ့အခါမှာစေတနာပါပြီးတော့အင်တိုင်အားတိုင်းပြက်တဲ့အခါမှာဘုရုဒ္ဓဝါစာရိုင်းဆိုင်တဲ့စကားပိုင်အမားပါဝိုင်းတောင်းပန်နော်လူဆိုတာကိုမားရင်မားမှန်းသိရထိုင်ကတော့ပြီးတောင်းပန်နော်အဲ့တော့မင်းမားတာလည်းရှိမှာပေါ့ကွာမင်းတညတစ်ခါမှမမားရင်ကလေးတွေပဲလူဖြစ်လာမှာလာဟိုထိုင်ချော်လေးနားမှာကိုထိုင်မယ်ကိုရီးယားလူငယ်တွေအဖွဲထဲမှာငါဆိုအခုမှ16နှစ်ပဲရှိသေးတယ်အိမ်အောင်တက်ဟုတ်ငါ16နှစ်တည်းရက်ဒါ16နှစ်ပြင်မဲ့သားလေးလေးမမနေရှော့ရဟုတ်ငါတေးချင်းစိုးဝါဟုတ်ပါနောက်မှလည်းလာသေးတယ်မဲဖြာလာဦးမြင်တာပါသေးတယ်ဒီကောင်နောက်ဆုံးရောက်တော့ညမကူနေရောက်ကိုမနေနဲ့ခေါင်းမဲ့ထားကြလိုက်တော်လောက်ချီအကုန်လုံးဦးလာတဲ့ဟောအာယုံပြုဘယ်အာယုံပြုရက်ဆိုင်ဟိုနားလေးမှာရှိတယ်ဟိုနားလေးမှာဖယားကိုအာယုံပြုလောက်ချီတာငါပြောတယ်လို့ပြောငါပြောတယ်လို့ပြောမဟုတ်အဲ့ဒါမပြောရသေးဘူးဟာဒီကောင်တွေတော့ငါစိတ်တူလာပဲငါစိတ်တူလာဆဲပြီးတော့တေးချင်းစိုးကလာတာဘွယ်ကဖလောမတာမညစ်ပဲနဲ့ကျေးဇူးရှင်ပြတဲ့တောင်းပန်ရမယ်အမဘာနေပါဗျာပြောကျွန်တော်ကျမတို့ဒီဘယ်ကျွန်တော်ဘယ်ကျမလဲမင်းတို့ကကျွန်တော်ဟာမင်းတို့ကျွန်တော်ကျမသူကျမဟုတ်ညီမလေးကကျမနော်ကျမကျွန်တော်ကျမတို့ဒီကျွန်တော်တို့ဒီကျေးဇူးရှင်ပြည့်တဲ့များကျေးဇူးရှင်ပြည့်တယ်တကြတာဖြစ်ပြီးတင်ဆက်မှုမှာကျွန်တော်ပြောချင်စမှာစေတနာပါပါလေးစားချီလို့ကျိုးစားဖြစ်ပြီးတင်ဆက်ခဲ့ပါလေကဲပြက်လုံးများပြက်တာအမားပါရင်ခွင့်လို့ပါလို့အလူတကအလူမနဲ့ကျေးဇူးရှင်ပြည့်တဲ့များကိုကတော့ပြီးတောင်းပါလေကတော့ကျေးဇူးရှင်ပြည့်တဲ့ဒီမှာကလေးငယ်ငယ်ဘာလို့ရှင်ခွင့်လို့ပါလို့တောင်းပါ
ကျွန်တော်တို့ပြည်စတယ်ကောင်းကျွန်တော်တို့အာယုံပြက်လိုက်တာဟဲ့ဘာဖြစ်တယ်ဖေယိုလေးဒီလိုလာတို့တယ် ဘသူကတို့တာဘသူက ပြေးကြ အာရောက်မင်းငန်းကြီးမဟုတ်လားဖွဲ့တယ်ဟာမင်းငန်းကြီးပြီလို့မင်းကိုမင်းဧည့်သည်လာကြတယ်မင်းတို့ဘာလို့ဖင်လိုက် မနိုင်ရပါဘူးကွယ်မင်းကလေ မနိုင်ကောင်မလေးကပြောမလား နေဘာလို့နေဖင်နေကိုတော့နိုင်တာနေမှာပေါ့ ဒီလိုခတော့လားအဲ့ဒါကိုဖေယိုဒီလိုလာကုတ်သွားတာ ဟာကိုဆိုကိုဆိုလည်းမစားဖင်ဆိုကိုဆိုလည်းမစားပါဘူးကွာ ဟာမင်းတော်တော်မရိုင်းတာပဲ မနိုင်ဘူး မင်းကညီကိုကြီးမင်းကဒီအကျင့်နေရှိတာငါမသိဘူးချမ်းမင်းဘာလို့လုပ်တာလဲ ဖင်မဲယူငါနိုင်เสียလားကွာ မင်းမနိုင်ဘဲနဲ့ကောင်မလေးကနိုင်တယ်လို့ နန်းကြီးအမအီးဆိုနေလား မင်းမနိုင်ဘဲနဲ့ကောင်မလေးကမိန်းကလေးကမင်းပြောမလား ငါနိုင်တာမဟုတ်လေငါ သူနိုင်တာလား ဟာသူနိုင်လို့ဘူး တော် နိုင် တော် တာ တော်ရမင်းနဲ့ပြိတ္တစေတနာမတန်ဘူးသွားရသွားမင်းဒီလောက်လေးစားပုတ်ကောင်းတဲ့ပြိတ္တနဲ့ ဖင်မဲကြီးမြန်အာရ ဆူးလိုက်တော့ နိုင်ဘူးတဲ့ဖင်ကိုဖင်နိုင်တဲ့ကောင်ငါသိတယ် ကိုစီကိုဝင်းနဲ့ထားကွာအဖွဲ့စိတ်ဝမ်းပွဲလေး ဒီလိုစောက်ကျင်မျိုးကငါမဟုတ်ရင်တင်းမဲ မင်းဘာတူပြော ငါနဲ့တဖင်နဲ့ထွက်တဲ့ကောင်ပြောလား ငါပြည့်နေတယ်လေမင်းအဲ့လိုပြော မင်းပြောတာမဟုတ်မင်းနိုင်လား မနိုင်ဘူး မနိုင်မနာနဲ့နေလဲနောက်နစ်ဖေကိုနေချက်စီကိုခတ်ထား ဒုက္ခ နိုင်လို့လိုက်တယ်ပြောတဲ့ဟာကို အေးလေ တောင်းသား ဟာ ခင်းနိုင်တဲ့ကောင်ပြောတာဘာလို့နာမူဘိတ်က မချိန်ကောင်းဘူးလို့ပြော မင်းနိုင်လား ငါမနိုင်ပါဘူး မနိုင်မနာနဲ့ ဟုတ်ဘူးလေကွာမင်းကအများနဲ့ခီးသွားနေရတာမင်းတို့က ငါမနိုင်ပဲနိုင်တယ်လို့ပြောရင်ကစင်းရိုးခလုတ်တိုက်ဖာကျိုးသေးပါသေး ဟာမချိန်ကောင်းဘူး ဒီဖေကြက်တတိထားနောက်တကယ်နိုင်မှထွက်မပြေးနဲ့ ရှိတယ်မရှိဘယ်လာလဲလို့ဘယ်လာလဲမင်း ဒီညာငါနေရမဟုတ်လား လိုချင်တော့အားကျလို့မနေ့ရတဲ့လာဦးလာတာ မကြော်နဲ့ကိုညာကိုနေ ဘောင်းမင်းမိတ်လို့တော့အစ်လူလာ လောက်အကုန်လောက်ကြည့်ကွာဒီလိုကောင်းနေရှိတာအဖွဲ့တိတ်ခါကြကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ ကျေးဇူးရှင်ပြိတ္တများ ကျေးဇူးရှင်မေတ္တာများဗမာဖြောပြီးတင်ဆက်တာ ပြုံးပြတင်စတာ အမပါရင်ခွေးလို့ပါလို့တောင်းမှမရဖေယ အာမဘာနေပါရှင်ဗျာ အတန်ကတော့ဘုန်းကြီးတန်နေပဲရုပ်ကတာဓမြယုတ် ဒီချင်းဆိုမိတုမလေးကိုတိုက်အမပါရင်ခွေးလို့ပါလို့ မာပိုင်ကောင်းမှာ တောင်းမှပါတယ်ကတော့ဒီမလေးဒီလိုမမကမရှိဘူးကျွန်တော်အပြလာတယ်အမပါလို့ရှင်ခွေးလို့တောင်းမှပါတယ်ကျွန်တော် ကြောက် အာယုံပြက်လိုက်တာဟာ ဒီမှာနိုင်ပြန်ပြီ ဘသူကနိုင်ပြန်ပြီလဲ သူ့ပါ အမိုးကြီးဒါဆိုလို့ဒါ ဟုတ်တယ်ဟုတ်တယ်ဝိုင်းကြော်လေဒီမှာဒီလိုကတော့တဲ့ဟာကိုဖေယိုဒီလို မင်းမလို့နိုင်တယ်လေကောင်မလေး အနစ်မင်းနိုင်ကိုနေတာငါဖေကတော့လက်မှတ်ပြီးလို့ချီးမကုန်တာ၄၅လားရှိနေပြီ သူနိုင်မှာလဲသူနိုင်တာ မင်းနိုင်လို့ကောင်မလေးပြောတော့ပါ ဘာမှမမင်းဒီမှာချိန်လို့လက်လို့လည်းဘယ်ကနိုင်လို့ တေကျေးဇူးကနိုင်တာမဟုတ်မေးကွာအဲ့ဒါမင်းသမီးကိုကွာမင်းလက်တစ်ခုကငါတေချာကြည့်သမားကိုလေကွင်းနေရလေကသေးရိုးလောက်ရှိတယ်လက်ချောင်းနေနေ ကြိုက်အဲ့တော့ကြိုက်တော့ဒီတနေ့ကြိုက် တော် တော့ တော် လာမကတော့အဲ့လိုမျိုးဖင်းနိုင်နေရပဲ တော်တော် ကိုတောင်းမှနေကိုတောင်းမှနေ ဒီတော့ဟိုကောင်ဖြစ်ကြရမှာဘီယူစိုက်တဲ့ အဲ့တင်မို့ တောင်းသားတင်ရဲတင် တောက်လက်တားဖေအတင်းလုပ်ပြီ တားဖေကဘာလုပ်လို့ တရားသူကြီးလုပ်တယ် အဲ့တော့တားဘာတင်လို့ တရားသူကြီးတင်း ကို့အဖေရဲ့အလုပ်တွေကိုကိုကဂုံဖော်ပေးတာလူရှိလူတွေစုံတဲ့အချိန်မှာဟုတ်ပြီចောင်းသားတင်ရဲတင်တရားလူကြီးတင်ဒီဘက်50သားလေး နေကြခွဲထားပါဦးနေရနေကြခွဲထားပါဦး တား မယုံချင်းကြီးနေကြ ဘာလို့ချိန်ကြည့်ရမလားယူစရာကြီးတားလေးက ဒါဘောလီတင်း ပြမော်တော်ဘီကယ်လောက်တာ အတူတူပါပဲဦးရ ဘာဆိုင်လို့ ဘောတော်ပီကပါထိုင်းတယ် ရင်ထိန်တယ်လေ ဘောလီကပါထိုင်းတယ် လို့ထိန်တယ် အရင်ထိန်းတာအတူတူပဲထိန်းတာဦးတယ် အဲ့တော့ဒါကမော်တော်ဘီကယ်တင်ဟုတ်ပြီမော်တော်ဘီကယ်တင်တရားလူကြီးတင် ရဲကိုကို ရဲအတင်းចောင်းသားတင်ဟုတ်ပြီသားတို့မုတ်ကျွေးမယ်မုတ်စားပြန်ရမယ်ဒီမှာမုတ်လေးတွေဦးတို့ကကျိုးနဲ့တန်းပေးမယ်အဲ့ဒီကျိုးနဲ့တန်းထားတဲ့မုတ်ကိုလက်နဲ့ကင်ပြီးမစားအောင်ဗဇက်နဲ့ လက်တိုင် ဒါတော့ဗဇက်နဲ့ခုံပြီးစားအများဆုံးစားနိုင်တဲ့လူကိုဦးတို့ကစွန့်ငွေတသိန်းရှိမြင့်ဟုတ်ပြီလား ဒုံနဲ့ဒိုးချလို့ပြုတ်ကြရင်ကောက်စားလို့ရတယ် မရဘူးမင်းတို့အဲ့လိုကလေးကချင်းနေတယ်မင်းတို့ ငါချုပ် ကဲတော့ ဘောဘော အေးရအားလုံးဒါ မတိအောင်ဖတ်တာအောင် ဦးရေ အားလုံး ဦးရေပတ်မိုးကြွက်ကြိုက်ဟိုင်း ချက်ခိုက်တာမဟုတ်အဲ့ဒါမနေ့ကပွဲတဲ့ဟာလေ သူတို့နှစ်ယောက်နေရာမှာကောင်မလေးတာဆိုငါမူစားမပြန်ဖုန်းကြောင်းတယ် နောက်တာဟုတ်ကော ကြောက်မင်းဟိုဘက်လုံးလေးဟာ ဒါတော့ခဏနေ
လောက်တော့လိုက်မယ် မော်တော်ပြီးခဲ့ဒီကိုပဲခတ်တော့တက်ပြီးထား အဲ့တော့သားတို့၄ယောက်ဥကတည်းကတင်းမဲဟိုနေဟိုဘဝင်နေတယ်ဟိုလူမြင့်နေ ဦးရရဲ့ဂျပူရရဲ့ ဦးရေဒါတော့မုံစားပြိုင်နေမတူတော့ဘူး ဘာနဲ့တူလို့ မတိအမဲသားတော့ခွဲလေးကောင်ဟန်နေတယ် ကိုဘွားကိုနားလည်ပြီးတော့ဒီကနေ1 2 3អော်မယ်ဟုတ်3ဆိုတာနဲ့1 2 3ကျိုးတယ်ကွာ1 2 3 4 1 2 3អော်ကုန်မယ်3ဆိုတာနဲ့စားမယ် 1 2 3 ဟေးစားဟာညကိုဘာလို့អော်ပြီးကိုဘာလို့စားလို့မရဘူးអော်ပေးမယ်နော်3ဆိုရင်စားမယ်1 ကြောက်နေခဏနေဦးလို့1 ဦးရေဝမ်းမတွားတော့ဘူးလားဝမ်းနဲ့ဆက်တွားတော့လေဝမ်းတွားတော့ 1 2 3ဝေကလေးတွေပြောပါပါနဲ့လုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျအဲ့လိုပြောပါနဲ့လုပ်ပေးတယ်လို့ကျွန်တော်အသေးနာမည်လေးတွေပေးထားတယ်ခင်ဗျတယောက်ကရဲအတင်းတယောက်ကចောင်းသားတယောက်ကမော်တော်ဘီကယ်တယောက်ကတရားလူကြီးစားတယ်ခင်ဗျမော်တော်ဘီကယ်စားပြီခင်ဗျမော်တော်ဘီကယ်စားပြီမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျចောင်းသားဝင်စားတယ်ចောင်းသားစားတယ်မော်တော်ဘီကယ်နဲ့ចောင်းသားကိုရဲရိုက်တယ်ခင်ဗျចောင်းသားကိုရဲရိုက်ပါတယ်ခင်ဗျចောင်းသားကိုရဲရိုက်တယ်ခင်ဗျရိုက်တယ်ခင်ဗျအဲ့ဒီရဲကចောင်းသားကိုရိုက်တယ်ရဲကចောင်းသားကိုကန်တယ်ခင်ဗျရဲကအမေသူကင်ပေါက်တယ်ခင်ဗျမော်တော်ဘီကယ်တော့တယောက်တည်းစားတယ်ခင်ဗျမော်တော်ဘီကယ်တော့အမေသတင်းစာတွေကပုံတွေပါလာပြီခင်ဗျာဖေးပုံတွေကပုံတွေပါလာပြီစားတယ်ခင်ဗျအမေចောင်းသားစားတယ်ရဲနဲ့မော်တော်ဘီကယ်နှာခေါင်းမှာတော့ပေးတယ်ခင်ဗျဟဲ့လက်နဲ့မခိုင်းနဲ့လို့အဲ့လိုမရဘူးအမေရဲနဲ့အမေចောင်းသားရဲကိုပြဿနာရှာចောင်းသားအမေចောင်းသားရဲကမခံဘူးခင်ဗျာရဲကအမလေးရဲကချပြီခင်ဗျចောင်းသားကိုရဲကချပြီခင်ဗျချက်ကင်ပေါက်တယ်ခင်ဗျာចောင်းသားရဲချတယ်ခင်ဗျအမေဘသူတွေဘာလုပ်တရားလူကြီးကတော့ဘလောက်ပြဿနာတက်တဲ့လက်ပိုက်ပြီးတော့သူ့ခွေချောင်းနေတယ်ခင်ဗျတရားလူကြီးကခွေထဲဝင်မှစားမယ်ဆိုတဲ့သဘောပါခင်ဗျတရားလူကြီးကလက်ပိုက်နေတယ်ခင်ဗျရဲကတွေ့ခင်ဗျာရဲနဲ့ရဲကចောင်းသားရဲအမေတရားလူကြီးဝင်လာပြီတရားလူကြီးရဲဝင်ထိတ်တယ်ခင်ဗျចောင်းသားကိုတရားလူအမေရဲကရိုက်တာကိုចောင်းသားကိုတရားလူကြီးကဖမ်းတယ်ခင်ဗျာရဲကရိုက်တာကိုတရားလူကြီးကအမေရဲနဲ့တရားလူကြီးနဲ့အမေတဲနဲ့တရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့မော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့အမေလက်ဆက်အမေမော်တော်ဘီကယ်နဲ့တရားလူကြီးအထက်အောက်ညှိစားနေတာခင်ဗျမဲမော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့အထက်အောက်ညှိစားနေတာခင်ဗျစားတယ်ခင်ဗျအမေရဲအမေတရားလူကြီးနဲ့ရဲနဲ့မော်တော်ဘီကယ်နဲ့3ယောက်ပေါင်းတယ်ခင်ဗျာ3ယောက်ပေါင်းပြီးညှိစားတယ်ခင်ဗျအမေတခုတည်း3ယောက်ပေါင်းစမန်ခုတ်တယ်ခင်ဗျစမန်ခုတ်တယ်3ယောက်အမေပြဿနာចောင်းသားလုံးပြန်ပြီသူမုံမစားလို့ចောင်းသားဆန္ဒပြတယ်ခင်ဗျចောင်းသားမရဲရိုက်ပြန်ပြီခင်ဗျာအမေရဲနဲ့မော်တော်ဘီကယ်နဲ့တယောက်နဲ့တယောက်ဟမ်အမေចောင်းသားကိုဖမ်းចောင်းသားကိုမုတ်ကိုမညာမတာစားမလားသူဖမ်းចောင်းသားကိုဖမ်းတယ်ခင်ဗျចောင်းသားမော်တော်ဘီကယ်ကတော့ဘသူတွေပါလို့မော်တော်ဘီကယ်ကတော့သူတယောက်တည်းစားမယ်ဆိုတဲ့သဘောရှိတယ်ခင်ဗျမော်တော်ဘီကယ်သူနဲ့မဆိုင်တယ်လို့ပဲခင်ဗျအမေရဲနဲ့ចောင်းသားနဲ့ရဲနဲ့တရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့စားနေတယ်ခင်ဗျရဲကတော့ចောင်းသားကိုနိုင်ချစ်ចောင်းသားအပေါ်ကတက်စားတယ်ခင်ဗျចောင်းသားအပေါ်ကတက်စားတယ်ခင်ဗျာဗျចောင်းသားဆန္ဒပြတယ်ចောင်းသားသူမစားလို့ဆန္ဒပြတယ်ပြဿနာလေးရှုပ်ထွေးနေပြီမရဲကအမလေးចောင်းသားကိုထိလို့မရတာခင်ဗျထိတာနဲ့ရဲကရိုက်မယ်ဆိုတာမတင်နာမဲသူတို့တယောက်အမကြရင်မော်တော်ဘီကယ်နဲ့တရားလူကြီးညားဖို့ရှိတယ်ခင်ဗျတရားညားဖို့ရှိစားကြပြီခင်ဗျအကုန်လုံးစားပြီခင်ဗျစားမော်တော်ဘီစိတ်မချလူသားဘသူတွေဘလောက်စားနောက်ဆုံးတော့ចောင်းသားတွေပဲနိုင်သွားပါတယ်ခင်ဗျာကဲကျွန်တော်တို့အားကားကောင်ကြီးကိုရေးပြိသက်ကိုကြိုးစားပန်းစားနဲ့တက်နိုင်တယ်လို့ပြပြတင်ဆက်ပါတယ်ဒီကကြတော့မေးတဲထိုက်လေးညီမလေးလားတရားလူဟာကားကောင်ကိုအခုလိုပဲဘယ်တော့မှမပြတ်ပြေတဲ့မြစ်တာနဲ့အားပေးနိုင်ကြပါစေလို့
ဟာငါကောင်ကြီးကိုလေစိတ်မကောင်းတောင်းရင်းနေဒီခါကျတော့ညီမလေးတောင်းဆိုရတဲ့ချင်းလေးနော်ကျွန်တော်အမေစုနဲ့ပတ်သက်တဲ့ချင်းလေးတပုတ်ဆိုပေးပါဆိုတော့ကျွန်တော်တို့ရှေ့ရကြီးညာတယ်လို့ကျွန်တော်တို့ 5 star မင်းသမီးလေးဖြစ်တဲ့အတွက်ကျွန်တော်တချင်းလေးတပုတ်ဆိုပေးရင်းနဲ့ကျွန်တော်တို့နိုင်ငံသားကចောင်းသားများကအဲ့လိုပြောနေဖြေမပေးပဲနေဘူးနိုင်ငံသားအចောင်းသားများကမေစုကိုဂုံပြုတဲ့ဒီတချင်းလေးပြန်มาခွတ်တောင်းပြီလို့မြည်ရပါတယ်ခင်ဗျာနားဆင်ပြီးတော့ဟေးပြန်มาခွတ်တောင်းရင်ပုံတိုင်းဘလို့ခင်ပြန်มาခွတ်တောင်းရင်ပုံတိုင်းဘလို့စနစ်တိဆောက်ဒုက္ခရောက်ပြီတော်လည်းပဲနေကြီးတဲ့ချီအနန္တဆန်းအင်းတိတောင်းပဲစီသင်ကိုအားကိုတော်ရင်ယုံကြည်အနန္တဆန်းအင်းတိတောင်းပဲစီသင်ကိုအားကိုတော်ရင်ယုံကြည်အတိုင်းတကယ်အာယုံဦးကြည်တန်ဆန်းလို့ရှိလို့မပဲချီ